1920 ပြည့်လွန်နှစ်တွေရဲ့နယူးယောက်မြို့မှာဘင်ဟာစပိုက်ဒိုလို့လူသိများတဲ့စူပါဟီးရိုးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ထူးကဲတဲ့အာရုံခံစားမှုတွေပင့်ကူမြင်တွေနဲ့အတူမြို့သူမြို့သားတွေကိုအမြဲကယ်တင်ပေးလေ့ရှိပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကသူ့ရဲ့ချစ်သူရိုဘိတ်ဟာသူလက်ထပ်ခွင့်မတောင်းခင်မှာပဲတေဆုံးသွားခဲ့ပါတယ်။ဒါကြောင့်ဘင်ဟာသူ့ကိုယ်သူအပြစ်မကင်းတယ်လို့ခံစားရပြီးစပိုက်ဒိုအဖြစ်ကနေအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာနေရံမှာအပေါက်တစ်ခုလုပ်ပြီးသူ့ရဲ့ဝတ်စုံကိုအဲ့ဒီထဲမှာဝတ်ထားလိုက်ပါတော့တယ်။9 နှစ်ကြာပြီးနောက်မှာတော့ဘန်ဟာကိုပိုင်စုံထောက်တစ်ယောက်ဖြစ်အသက်မွေးနေပါတယ်ဘာတစ်ခုမှသူရှာနေတဲ့ပြစ်မှတ်ဖြစ်သူအက်ဒဆန်ကိုတွေ့ပြီးနောက်ကနေလိုက်သွားခဲ့ပါတယ်အက်ဒဆန်ကဒါဟာကောင်းကျိုးပေးမှာမဟုတ်ဘူးလို့သတိပေးပေမဲ့ဘင်ကလက်မလျှော့ပဲလမ်းမပေါ်အထိလိုက်ဖမ်းပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲဘန်ဟာကားတိုက်ခံရပြီးသတိမေ့သွားခဲ့ပါတယ်ကားမောင်းသူကတော့အခြားစုံထောက်တစ်ယောက်ဖြစ်တဲ့ဖက်ထရက်ဖြစ်ပြီးအက်ဒဆန်ကထွက်ပြေးဖို့ကြိုးစားရင်တနက်နဲ့ပြစ်မယ်လို့ချိန်ချောက်ပါတယ်အက်ဒဆန်ကတော့ထွက်ပြေးသွားတာကြောင့်ဖက်ထရက်ကကားနဲ့နောက်ကနေလိုက်သွားပါတော့တယ်မကြခင်မှာပဲဘယ်နိုးလာပြီးဒဏ်ရာရမနေတာကြောင့်နောက်ကနေဆက်လိုက်ပါတယ်နောက်ဆုံးမှာ Standard Oil Company ကိုရောက်သွားပြီးသူ့ရဲ့ Spider အာယုံခံစားမှုတွေစတင်ချက်ပေးလာပါတယ်သူဟာတနက်ကိုထုတ်ပြီး Edison နဲ့ Patrick တို့အငင်းပွားနေတာကိုချောင်းကြည့်ဖို့ပုံနေလိုက်ပါတယ်ရုတ်တရက် Edison ရဲ့လက်တွေမှာမီးတောက်တွေထွက်လာပြီးသူ့တကိုယ်လုံးကိုမီးရန်တွေကူးဆက်သွားပါတယ်ကြောက်လန့်တကြားနဲ့ Patrick ကတနက်နဲ့ပြစ်လိုက်တာကြောင့် Edison လဲကျတေဆုံးသွားပြီးသူ့စီကမီးရန်တွေဟာဖိတ်စင်နေတဲ့ရေနံတွေစီကူးဆက်သွားပါတယ်ဘက်ချက်ချင်းပုံလိုက်ပေမဲ့ Patrick ကတော့ပောက်ကွဲမှုအသေးစားလေးကြောင့်လဲကျသွားခဲ့ပါတယ်အဲ့ဒီနောက်ဘက်ဟာ Patrick ကိုမီးထဲကနေဆွဲထုတ်ခဲ့ပြီးသူတို့နှစ်ဦးစလုံးကိုဝင်းဆန်ဆိုတဲ့လူတစ်ယောက်ကငှားရမ်းခဲ့တာဖြစ်ကြောင်းအချက်လက်တွေဖလှယ်ခဲ့ကြပါတယ်နောက်တနေ့မနက်ရုံးခန်းမှာတော့ဘင်ဟာကာဒီဆိုတဲ့ရုံးသုံးအသစ်တစ်ယောက်နဲ့တွေ့ဆုံပါတယ်ကာဒီကသူ့ရဲ့ဇနီးခတ်ကိုစုံစမ်းပေးဖို့လာငှားတာဖြစ်ပြီးခတ်ကတခြားမျိုးသားတစ်ယောက်နဲ့ချင်းဆိုနေတဲ့အကြောင်းဖုန်းထဲမှာကြားခဲ့ရတာကြောင့်ဖောက်ပြန်နေသလားဆိုတာကိုသိချင်နေတာပါဘင်ကလည်းစုံစမ်းပေးဖို့သဘောတူလိုက်ပါတယ်ထမင်းစားခန်းတစ်ခုမှာဘင်ဟာသူ့ရဲ့တငယ်ချင်းရာဘီနဲ့တွေ့ဆုံပါတယ်ရာဘီဟာသတင်းထောက်တဦးဖြစ်ပြီးမြို့နယ်ရဲတပ်ဖွဲ့အများစုကိုထိန်းချုပ်ထားတဲ့မာဖီးယားဂိုင်းချုပ်ဆိုဗာမန်နောက်ကိုလိုက်နေတဲ့တရဝတကောင်ကြောင်းသတင်းကိုစုံစမ်းနေတာပါရာဘီဟာဘင်ရဲ့လှုပ်ဝက်ချက်ကိုသိထားတာကြောင့်စပိုက်ဒါအနားယူသွားတဲ့ကမျိုးကြီးဟာပယမ်းပါတာဖြစ်နေပြီလို့ထောက်ပြပါတယ်ဒါပေမဲ့ဘင်ကတော့ရူဘေကားထဲမှာရင်းနစ်တည်ဆုံးခဲ့တာကိုပြန်လည်မြင်အောင်ပြီးစပိုက်ဒါပြန်လုပ်ဖို့ညှင်းဆင်ခဲ့ပါတယ်အဲ့ဒီနောက်ဘင်ဟာရာဘီရေးထားတဲ့နောက်ဆုံးဆောင်းပါးကိုဖတ်ဖို့သတင်းစာတစ်စောင်ဝယ်လိုက်ပါတယ်ဆိုဗာမန်ဟာမြို့ကိုချုပ်ကင်ထားပြီးလမ်းကြောင်းပေါ်မှာကာစီလာသူမှန်သမျှကိုတပ်ပစ်လေးရှိကြောင်းသူသိလိုက်ရပါတယ်တစုံတစ်ယောက်ကဆိုဗာမန်ရဲ့စံအိမ်ကိုမိရှုခဲ့ပေမဲ့သူ့ကိုတပ်ဖို့တော့မအောင်မြင်ခဲ့ပါဘူးဘင်ဟာဟိုတယ်ရှိမှာအဲ့ဒီသတင်းစာကိုတနေ့ကုန်ထိုင်ဖက်နေပြီးခဲရောက်လာမှပဲလှုပ်ရှားပါတော့တဲ့ဓာတ်ပုံရိုက်ပြီးနောက်ဘင်ကလည်းဟိုတယ်ထဲကိုလိုက်ဝင်သွားပြီးဓာတ်လီကားကိုကြည့်ရင်အဆောင်နဲ့စကားပြောကခတ်ဘဲလွှာမှာရှိနေလဲဆိုတာကိုလေ့လာပါတယ်သူဟာအရေးပေါ်မိပေးလေကားကနေအဲ့ဒီအလွှာအထိတက်သွားပြီးခန်းနဲ့လှုပ်ဝက်ဆန်းပြတဲ့အမျိုးသားတဦးစကားပြောနေတာကိုတွေ့တာကြောင့်ဓာတ်ပုံတွေထက်ရိုက်ပါတယ်ရုတ်တရက်အဲ့ဒီလူကခက်ကိုအတင်းအဓမ္မနန်းတာကြောင့်ခါကသူ့ကိုပါရိုက်လိုက်ပါတယ်အဲ့ဒီလူကပြန်ရိုက်ဖို့လုပ်တဲ့အချိန်မှာဘင်ကပင့်ကူမြင်တဲ့သူ့လက်ကိုတားဆီးလိုက်တာကြောင့်ဖက်ထွက်ပြေးဖို့အခွင့်အရေးရသွားပါတယ်အဲ့ဒီလူကဝရန်ဒါစီပြေးထွက်လာပေမဲ့ဘင်ကတော့မရှိတော့ပါဘူးနောက်တနေ့မှာဆိုဗာမန်ရဲ့လက်ရယုံဝင်းစတန်ကဘင်ရဲ့ရုံးခန်းကိုရောက်လာပြီးအက်ဒဆန်အမှုအကြောင်းမေးမြန်းပါတယ်ဒါပေမဲ့ဘင်ကဖက်ထွက်ကိုငွေပို့ပေးဖို့ကတိပြုထားတာသိနေတဲ့အတွက်သူလည်းအလားတူငွေပမာဏမျိုးမရမချင်းဘာမှပြောပြမှာမဟုတ်ဘူးလို့ညှင်းဆင်ပါတယ်ဝင်းစတန်ကတနက်ထုတ်လိုက်တဲ့အခါဘင်ရဲ့အတွင်းရေးမှူးဂျဲနန်ကလည်းတနက်နဲ့ပြန်ချိန်လိုက်တာကြောင့်ဝင်းစတန်ထွက်သွားပါတော့တယ်အပြင်မှာတော့ Patrick ကသူ့ကားထဲကနေ Winston ကိုစံအိမ်အပြက်စီအထိနောက်ကနေလိုက်သွားပါတယ်မိနစ်ပိုင်းကြာမှာ Patrick နဲ့ Ben တို့ဟာ Silver ကသူ့လူတွေနဲ့အစည်းအဝေးလုပ်နေတာကိုချောင်းကြည့်နေကြပါတယ် Winston က Silver ကို Ben ကငွေတောင်းနေတဲ့အကြောင်းပြောပြပြီး Silver ကလည်းသူတောင်းသမျှပေးဖို့သဘောတူလိုက်ပါတယ်စံအိမ်ကိုမိရှုခဲ့တာ Edison ဖြစ်ပြီး Super Power တွေအကြောင်းကောလာဟာလာတွေထွက်နေတာကြောင့် Silver ဟာသူ့ကိုရှာတွေ့ဖို့အသေးအတန်ဖြစ်နေတာပါ Ben ရုံးခန်းကိုပြန်ရောက်တဲ့အခါ Jane ကမင်းညကရိုက်ထားတဲ့တပ်ပုံတွေကိုဆေးလျော်ပြီးသွားပြီဖြစ်ပြီးခဲနဲ့ရှိနေတဲ့လူဟာမြို့တော်ဝန်အောက်ဖြစ်နေတာကိုရိပ်မိသွားပါတယ်နိုင်ငံရေးထဲမပါဝင်ချင်တာကြောင့် Ben ဟာနောက်ပိုင်းမှာ Cardi ကိုကက်တယောက်တည်းရှိနေခဲ့တာပါလို့ပြောပြီးသူ့ရဲ့ငွေတွေကိုပြန်ပေးလိုက်ပါတယ်ခါဒီထွက်သွားပြီးနောက်ဂျန်နကဒီဓာတ်ပုံတွေကိုသုံးပြီးခါကိုငွေညစ်ဖို့စိတ်ကူးရတာကြောင့်အမှုတွေကနေတခုခုပြန်ရနိုင်တယ်လို့ပြောပါတယ်ဒါကဘန်ရဲ့ Spider အာယုံခံစားမှုကိုလှုပ်ဆော်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်နောက်ပိုင်းမှာဘန်ဟာခဲရဲ့ဓာတ်ပုံကိုရာဘီကိုပြသရရာဘီကသူမဟာအဆိုတော်တဦးဖြစ်ပြီး Silverman ပိုင်ဆိုင်တဲ့ Alab Club မှာအလုပ်လုပ်လေးရှိကြောင်းမှတ်မိသွားပါတယ်သူတို့နှစ်ဦးဟာဒေတာခံရင်ခွဲရုံကဝန်ထမ်းတဦးကိုငွေပေးပြီး Edison ရဲ့ရုပ်အလောင်းကိုတွားရောက်ကြည့်ရှုကြပါတယ်တနက်တန်ရာတွေရှိနေပေမဲ့မိလောင်ထားတဲ့အမှတ်သားတစ်ခုမှမရှိပါဘူးဘာဖြစ်ခဲ့လဲဆိုတာကိုဘင်းစဉ်းစားနေတော့သူ့ရဲ့ Spider အာယုံခံစားမှုကထပ်မံတုံ့ပြန်လာပါတယ်အဲ့ဒီညမှာဘန်ဟာကလပ်ကိုတွားပြီးခဲရဲ့ဖျော်ဖြေမှုကိုငေးမောကြည့်ရှုပါတယ် Silverman နဲ့ Winston တို့သူတို့ရဲ့စပွဲကနေထွက်သွားတာကိုလည်းသတိပြုမိတာကြောင့်ဖုန်းအိတ်ထဲကိုအပြေးလွှာသွားပြီး Patrick စီဖုန်းခေါ်ဖို့စူးစမ်းပေမဲ့မအောင်မြင်ပါဘူးမြေအောက်ခန်းထဲမှာတော့ Silverman ရဲ့လူတွေဟာသတိမိနေတဲ့ Patrick ကိုဖမ်းဆီးထားပါတယ် Silverman က Patrick နိုးလာအောင်သူ့လက်ကိုဓာတ်နဲ့ထိုးလိုက်ပြီးငိုယိုနေတဲ့ Patrick က Edison ကိုသူတက်ခဲ့တာဖြစ်ကြောင်းဝန်ခံပါတယ် Edison မှာ Super Power ရှိတာမှန်ပေမဲ့စံအိမ်ကိုမိရှို့ဖို့ဘသူကငှားရမ်းခဲ့လဲဆိုတာကိုတော့မသိခဲ့ဘူးလို့ဆိုပါတယ် Silverman က Patrick ရဲ့လက်ပင်ကိုလှီးဖြတ်ပြီးငွေချေလိုက်က Winston ကိုပင်ကိုပါဖမ်းဖို့ပြောလိုက်ပါတယ်ကလပ်မှာဘန်ဟာခဲနဲ့စကားပြောဖို့ကြိုးစားပြီးဟိုတယ်အကြောင်းထည့်ပြောလိုက်တာကြောင့်ခဲကသူမရဲ့တက်တော်ဆောင် Flynn ကိုခေါ်လိုက်ပါတယ်ဘန်ဟာသူတို့သူ့ကိုအပြင်းမနှင်းထုတ်ခင်မှာခက်စီကိုတပ်ပုံတပုံပေးနိုင်ခဲ့ပါတယ်အပြင်ရောက်တော့ဘန်ဟာ Frankie ဆိုတဲ့မိဘမဲ့ကလေးငယ်တဦးကိုငွေအချို့ပေးခဲ့ပြီးအဲ့ဒီကလေးကဘန်နောက်ကိုလူလိုက်နေတယ်ဆိုတာအတီးပြုပေးပါတယ်ဘန်ဟာစောက်လုပ်ဆက်အဆောက်အုံတစ်ခုရဲ့အပေါ်ဆုံးထပ်ကိုသွားပြီး Flynn ကပေါ်လာကဖလင်လိတ်တွေကိုတောင်းပါတယ်ဘန်ကညှင်းဆင်တဲ့အခါ Flynn ကသူ့ကိုအကျဉ်းအချို့ထိုးချိတ်ပြီးအဆုံးကနေတွန်းချမယ်လို့ချိန်ချောက်ပါတယ်ဘန်ကဆက်ပြီးလက်မခံတာကြောင့် Flynn ကသူ့ကိုတစ်သားတိဆောက်ပုံတစ်ခုစီလွှင့်ပစ်လိုက်ပါတယ်ဘန်ဟာတစ်သားပြားတွေကိုတုံးပြီးပြန်လဲတိုက်ခိုက်က Flynn ကိုလဲကျသွားစေပါတယ်ရုတ်တရက် Flynn ရဲ့ခန္ဓာကိုယ်ဟာစတင်ပြောင်းလဲလာပြီးသူ့ကိုယ်ခန္ဓာကတဲဖြစ်ဖြည်းဖြည်းချင်းပြောင်းလဲသွားတာကိုမြင်တော့ဘန်ထိတ်လန့်သွားပါတယ် Flynn ကတန်တဲ့တွေကိုတောင်ကွေးညွ
ညွတ်စေနိုင်တဲ့အားအင်နဲ့ထပ်မံတိုက်ခိုက်ပါတယ်။ပင်ရှောင်ကွင်းနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာ Flynn ကသူ့ကိုထိုးနှက်လိုက်တာကြောင့်အဆုံးကနေပြုတ်ကျသွားပါတယ်။အခုတော့ Ben မှာအသက်ရှင်ကျန်ရစ်ဖို့ပင့်ကူမြင်နဲ့လွှဲခိုရုံကလွဲလို့အခြားရွေးချယ်စရာမရှိတော့ပါဘူး။သူအဆောက်အုံနဲ့ပြန်ဝင်လာပြီး Flynn ကိုလဲကျသွားအောင်ပင့်ကူမြင်နဲ့တိုက်ခိုက်ပါတယ်။အဲ့ဒီအချိန်မှာခါပေါ်လာပြီးသူတို့ကိုတယောက်တည်းထားခဲ့ဖို့ Ben ကိုတောင်းဆိုပါတယ်။ Ben ဟာဖလင်လိပ်တွေကိုအလကားပေးခဲ့ပြီးထွက်ခွာသွားပါတော့တယ်။နောက်တနေ့မနက်မှာတော့ Ken ဟာ Flynn ပျောက်ဆုံးသွားတာကြောင့် Ben ကိုလာရောက်ငှားရမ်းပါတယ်။သူတို့ရဲ့ဆက်ဆံရေးကအလုပ်သဘောသက်သက်သာဖြစ်တာကြောင့် Flynn ရဲ့လိပ်စာကလွဲလို့အခြားအချက်လက်ဘာမှမရှိပါဘူး။ဒီလိုခန္ဓာကိုယ်ပြောင်းလဲမှုဟာလွန်ခဲ့တဲ့6 လလောက်ကစတင်ခဲ့တာဖြစ်ပြီးနှိမ့်ကွေးပေမဲ့အချိန်ကြာလာတာနဲ့အမျှပိုမိုဆိုးရွားလာတာဖြစ်ပါတယ်။ Ben ဟာ Flynn ရဲ့တိုက်ခဏအထဲကိုဖောက်ထွင်းဝင်ရောက်ပြီးစုံစမ်းစစ်ဆေးမှုကိုစတင်ပါတယ်။သူဟာပြင်သစ်နိုင်ငံက postcard တွေထည့်ထားတဲ့တစ်တာတစ်လုံးကိုတွေ့ရှိပြီးအဲ့ဒီထဲမှာ Flynn နဲ့ Edison တို့ပါဝင်တဲ့စစ်တပ်တပ်ဖွဲ့ရဲ့တပ်ပုံတစ်ပုံပါရှိနေတာဒါကသူ့ရဲ့ Spider အာယုံခံစားမှုကိုလှုပ်ဆော်ပေးပါတယ်။အဲ့ဒီအချိန်မှာပဲ Winston နဲ့ Silverman ရဲ့လူတွေလည်း Flynn ကိုလာရှာကြတာကြောင့် Ben ဟာဘီရိုထဲမှာပုံနေလိုက်ပါတယ်။စပွဲပေါ်မှာသူ့အုပ်ထုတ်ကြံခဲ့တာကိုသတိရသွားတဲ့အခါသူဟာပင့်ကူမြင်ကိုတုံးပြီးပြန်ဆွဲယူပါတယ်။ Winston ကအတန်ကြားလို့ဘီရိုကိုလာစစ်ဖို့ကြိုးစားပေမဲ့ Ben ကပင့်ကူမြင်နဲ့တောက်ခတ်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်း Jane ဟာရဲစခန်းကိုသွားပြီးအစားအစာတွေနဲ့ Flynn အကြောင်းအချက်လက်တွေကိုလဲလှယ်ခဲ့ပါတယ်။နောက်ပိုင်းရုံးခန်းမှာ Janet က Ben ကို Flynn ဟာအခြေခံလူတန်းစားဖြစ်ပြီးအကြိမ်အချို့အဖမ်းခံခဲ့ရဘူးကြောင်းပြောပြပါတယ်။သူတို့တပ်ပုံကိုအတူတူကြည့်ပြီးခါဟာ Edison အကြောင်းသိထားရမယ်လို့ကောက်ချက်ချလိုက်ကြပါတယ်။အဲ့ဒီညမှာ Ben ဟာကလပ်ကိုသွားပြီးခါကိုအဲ့ဒီတပ်ပုံပြသပါတယ်။သူမက Flynn စစ်ပွဲထဲမှာရှိခဲ့တာကိုတီကြောင်းဝန်ခံပေမဲ့ Edison ကိုတီတာကိုတော့ညှင်းဆိုပါတယ်။ Ben က Silverman အကြောင်းပြောတဲ့အခါခက်ကသူဟာကလပ်ပိုင်ရှင်ဖြစ်ပြီးသူမရဲ့အလုပ်ရှင်ဖြစ်တာကြောင့် Silverman ကလူဆိုးတစ်ယောက်ဖြစ်လူသိများလို့သူမကြောက်ရွံ့နေရကြောင်းဒါပေမဲ့သူမနဲ့ Silverman ရဲ့ကိစ္စက Ben ရဲ့ကိစ္စနဲ့မသက်ဆိုင်ကြောင်းပြောပါတယ်။လမ်းတစ်ဖက်မှာတော့ Flynn ဟာသူတို့နှစ်ဦးလုံးကိုစောင့်ကြည့်နေပါတယ်။ပင်သူ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါသူ့ရဲ့ Spider အာယုံခံစားမှုကအချက်ပေးလာပြီးလူမိုက်နှစ်ယောက်ရန်ကနေခုခံကာကွယ်ပါတယ်။ဒါပေမဲ့ပင့်ကူမြင်နဲ့ပြစ်ဖို့ကြိုးစားတဲ့အခါသူ့ရဲ့ power ကအလုံးမလုံးတော့ပါဘူး။ Ben ဟာလူတစ်ယောက်ရဲ့မျက်နှာကိုတိုစတာနဲ့လှမ်းပစ်ပြီးတဲ့နောက်သူတို့ကသူ့ကိုဝိုင်းဝန်းရိုက်နှက်ပြီးခေါ်ဆောင်သွားကြပါတယ်။ကားထဲမှာ Ben ဟာအခွင့်အရေးမရမချင်းသူတို့ကိုအာယုံပြောင်းထားဖို့စကားတွေပြောနေပါတယ်။သူဟာလူတစ်ယောက်ကိုထိုးနှက်ပြီးကားပေါ်ကနေခုန်ချကာတရားအောက်မှာပုံနေလိုက်တာကြောင့်လူမိုက်တွေဟာသူ့ကိုမတွေ့ဘဲထွက်သွားကြပါတယ်။နောက်တနေ့မှာ Robbie ဟာဆင်းရဲတဲ့ရက်ကွက်တစ်ခုကိုသွားပြီး Edison ရဲ့အိမ်ကိုရှာတွေ့ပေမဲ့လွတ်နေပါတယ်။အဲ့ဒီအချိန်မှာ Wally ဝင်လာပြီးရှင်းပြချက်တောင်းတာကြောင့် Robbie က Edison ရဲ့ဇနီးကိုသူတေဆုံးသွားပြီဖြစ်ကြောင်းအကြောင်းကြားဖို့ရှာနေတာပါလို့ရှင်းပြပါတယ်။ Wally ဟာတငယ်ချင်းဖြစ်သူမရှိတော့တာကိုကြားရလို့စိတ်ထိခိုက်သွားပြီးအသေးစိတ်ကိုမေးမြန်းပါတယ်။ Robbie ကအိမ်ထဲမှာမီးလောင်ထားတဲ့အရာဝတ္ထုအမျိုးမျိုးကိုကြည့်ရင်း Silverman အကြောင်းပြောပြပါတယ်။ Wally က Edison ဟာဖျားနာနေပြီးအပြင်မှာအဲ့ဒီဖျားနာမှုကိုအလွဲသုံးစားလုပ်နေတဲ့လူတွေရှိကြောင်းဒါပေမဲ့ဘသူကငှားရမ်းခဲ့လဲဆိုတာကိုတော့သူမသိကြောင်းပြောပါတယ်။ Edison ရဲ့ဇနီးကသိနိုင်ပြီးအခုတော့ဟိုတယ်တစ်ခုမှာကြံတဲ့ငွေတွေကိုတုံးဆွဲနေတယ်လို့ဆိုပါတယ်။ရုံးခန်းမှာတော့ Silverman ရဲ့လူမိုက်တွေဟာနေရာအနှံ့ရှာဖွေနေပြီး Janet ကိုတနက်နဲ့ချိန်ထားပါတယ်။သူမကသူတို့မထွက်သွားမချင်းဘာမှမသိပါဘူးလို့ကျိန်ဆိုနေခဲ့ပါတယ်။ Ben ပြန်ရောက်လာတဲ့အခါ Janet ကပင်အဟောင်းပြန်လာမှာကိုသူမ9 နှစ်တောင်စောင့်ခဲ့ပြီးပြီဖြစ်ပေမဲ့ဒါအတွက်နဲ့အသက်အန္တရာယ်မစွန့်စားနိုင်တော့တာကြောင့်အလုပ်ထွက်ပြီလို့ပြောပါတယ်။အပြစ်ရှိတယ်လို့ခံစားရတာကြောင့် Ben ဟာသူ့ရဲ့အဆောက်အုံဟောင်းစီပြန်သွားဖို့ဆုံးဖြတ်ပြီးပြုပြင်ထိန်းသိမ်းရေးသမားတစ်ယောက်လိုဝစ်ဆင်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့တိုက်ခန်းဟောင်းကိုသွားပြီးရေချိုးခန်းပြင်ဖို့လာတာပါလို့ဟန်ဆောင်ပါတယ်။သူဟာနေရန်ကိုအပေါက်ဖောက်ပြီးသူ့ရဲ့ Spider ဝစ်စုံကိုပြန်လည်ရယူလိုက်ပါတယ်။တိုက်ခန်းပိုင်ရှင်တွေသူ့ကိုလာမစစ်ဆေးခင်မှာပဲ Ben ဟာပြတင်းပေါက်ကနေထွက်ပြေးလွတ်မြောက်သွားပါတယ်။ဟိုတယ်မှာ Robbie ဟာနောက်ဖေးတကားကိုဝင်ခွင့်ရဖို့ဝန်ထမ်းတဦးကိုလက်ထိုးပါတယ်မကြခင်မှာပဲသူဟာ Edison ရဲ့ဇနီး Laura ကိုရှာတွေ့ပြီးသူမကအကူအညီတောင်းဖို့အော်ဟစ်မယ်လို့ချိန်ချောက်ပါတယ်ဒါပေမဲ့ Robbie ကမြို့ထဲမှာအန္တရာယ်ရှိဆုံးလူကသူမရဲ့ခင်ပွန်းသူ့ကိုတပ်ဖို့ကြိုးစားခဲ့တာကိုသိသွားစေချင်မှာမဟုတ်ဘူးလို့ထောက်ပြပါတယ် Edison တေဆုံးသွားပြီလို့ပြောတဲ့အခါသူမကခင်ပွန်းဖြစ်သူအိမ်ပြန်မလာကတည်းကရိပ်မိထားတာကြောင့်ဘာမှမတုံ့ပြန်ပါဘူးသူမက Edison ဟာသူ့ရဲ့ power ကိုလွန်ခဲ့တဲ့6 လကရှာဖွေတွေ့ရှိခဲ့တာလို့ရှင်းပြပေမဲ့ဘသူကငှားရမ်းခဲ့လဲဆိုတာကိုတော့ပြောဖို့ငြင်းဆန်ပါတယ်တစ်ချိန်တည်းမှာပဲ Wally ဟာ Flynn နဲ့တွေ့ဆုံပြီး Edison တေဆုံးသွားပြီဖြစ်ကြောင်းနဲ့သတင်းထောက်တစ်ယောက်လိုက်စုံစမ်းနေကြောင်းပြောပြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေကမကြခင်မှာသူတို့ကိုတေစေလိမ့်မယ်ဆိုတာကိုသူတို့သိကြပါတယ်။ဒါကြောင့်အတူတူရင်ဆိုင်ဖို့သဘောတူလိုက်ကြပါတယ်။တင်မောချင်းမှာတော့ Silverman နဲ့သူ့လူတွေဟာတရားမဝင်ကုန်ပစ္စည်းတွေကိုစစ်ဆေးဖို့ကား3 စီးနဲ့ရောက်ရှိလာကြပါတယ်။ရုတ်တရက် Spider ဟာသူတို့အပေါ်ကနေလွှဲခိုဆင်းသက်လာပြီးကားတစ်စီးရဲ့အမိုးပေါ်ကိုနင်းကလူမိုက်အားလုံးကိုအလျင်အမြန်ဆွဲထုတ်ပြီးလဲကျသွားစေပါတယ်။အခြားကားတစ်စီးတွေကမောင်းသူနဲ့လူမိုက်တစ်ယောက်ကတနက်နဲ့ပစ်ခတ်ပါတယ်။ Spider ကကြည်စံတွေကိုရှောင်ကွင်းရင်းပင့်ကူမြင်နဲ့ဆွဲကင်ထားပါတယ်။အဲ့ဒီနောက်ကားစတီယာရင်ပိတ်မိသွားအောင်အမိုးကကြည်စံပေါက်ကနေပင့်ကူမြင်တွေပြစ်ထည့်လိုက်ပြီးလက်ခုပ်ထွက်ခွာသွားပါတယ်။ကားဟာထိန်းချုပ်မှုမဲ့သွားပြီးတိုက်မိသွားပါတော့တဲ့ဒုတိယကားထဲကလူမိုက်တွေထွက်လာတဲ့အခါ Spider ကသူတို့ရဲ့လက်နက်တွေစီပင့်ကူမြင်တွေပြစ်လွတ်ပြီးတယောက်ကိုတယောက်ပြန်ပစ်မိအောင်လုပ်လိုက်ပါတယ်။သူဟာမိဘေးကနေခိုးလုံဖို့ကားတစ်စီးရဲ့နောက်ွယ်မှာမပုန်းခင်အထိရုပ်အလောင်းတစ်ခုကိုဒိုင်းဖြစ်သုံးခဲ့ပါတယ်။နောက်ဆုံးမှာသူဟာရေဒီယိုတစ်ခုစီပင့်ကူမြင်ပြစ်လွတ်ပြီးနောက်ဆုံးလူမိုက်စီလွှင့်ပစ်ကလဲကျသွားစေပါတယ်။တတိယကားထဲကလူမိုက်2 ယောက်ထွက်လာပြီး Spider ကသူတို့မျက်နှာတွေကိုပင့်ကူမြင်နဲ့ပစ်ကခေါင်းချင်းရိုက်မိအောင်လုပ်ပြီးသတိမေ့သွားစေပါတယ်။အဲ့ဒီနောက် Spider ကကားထဲကိုဝင်ပြီး Silverman နဲ့စကားပြောကဘဲနဲ့သူ့လူတွေကိုလာမရှုပ်ဖို့ပြောပါတယ်။မလိုက်နိုင်ရင် Spider ကပြန်လာပြီးသူ့ကိုတက်လိမ့်မယ်လို့ဆိုပါတယ်။နောက်ပိုင်းရုံးခန်းမှာ Bincy ကိုတင်မောချင်းမှာရှိနေတဲ့ Robbie စီကဖုံးဝင်လာပါတယ်။နောက်ခံမှာရဲတွေတနက်ပစ်ခတ်တံတွေကြားနေရပါတယ်။ Robbie ကရဲတွေဟာ Silverman အတွက်ထောင်ချောက်ဆင်ထားတာဖြစ်ပြီးသူကဘယ်တော့မှပေါ်မလာခဲ့ကြောင်းရှင်းပြပါတယ်။ Ben ကသူတို့ရဲ့အစီအစဉ်
စဉ်ကိုဖျက်ဆီးလိုက်ပုံရပါတယ်နောက်တစ်နေ့မှာ Janet က Silverman သူတို့ကိုနောက်ထပ်နောက်ဆက်မှာမဟုတ်ဘူးလို့ Ben ကအာမခံတာကြောင့်ပြန်လာဖို့သဘောတူလိုက်ပါတယ် Robbie ဟာ Flynn ရဲ့အုပ်စုတပ်ပုံဟောင်းကိုမြင်ပြီး Guarni ကိုမှတ်မိသွားပါတယ်အဲ့ဒီခေတ်တုန်းကတပ်ဖွဲ့တွေကိုခွဲခြားထားတာကြောင့်ဒါဟာမဖြစ်နိုင်တဲ့ကိစ္စပါ Robbie ကဒီတဲလုံဆောက်ကိုစုံစမ်းဖို့ထွက်သွားပြီးနောက် Silverman ရုံးခန်းကိုရောက်လာပြီးအလုပ်တစ်ခုရှိတယ်လို့ပြောပါတယ်သူ့လူတွေထဲမှာ Addison ကိုသူ့ဆန်အိမ်စီလွှတ်ပြီးတရားမဝင်ကုန်ပစ္စည်းတွေအကြောင်းရဲတွေကိုသတင်းပေးခဲ့တဲ့တစ္ဆာဖောက်တယောက်ရှိနေတယ်လို့သူထင်နေတာပါသူက Flynn ကိုတန်တရားရှိခဲ့မှုပေမဲ့ Flynn ကတင်မောချင်းအစည်းအဝေးအကြောင်းမသိတာကြောင့်သူဖြစ်မလာနိုင်ပါဘူး Silverman ကငွေအချို့ချန်ထားခဲ့ပြီး Ben သာတစ္ဆာဖောက်ကိုရှာဖွေတွေ့ရှိရင်ဒီထက်မကပေးမယ်လို့ကတိပြုပါတယ် Silverman ထွက်သွားပြီးနောက် Ben ဟာဒေါ်လာတွေကိုကြည့်လိုက်ပြီး Silverman ဟာသူ့ရဲ့ငွေအားလုံးကိုအမှတ်သားလုပ်ထားတာကိုသတိပြုမိပါတယ်အဲ့ဒီနောက်သူဟာခက်ပေးတဲ့ငွေတွေကိုစစ်ဆေးရမှာလဲအမှတ်သားတစ်ခုကိုတွေ့ရပေမဲ့နေရာမတူပါဘူးနောက်တစ်ဆင့်အနေနဲ့ Ben ဟာဆေးရုံကိုသွားပြီးအတူအယောင်တစိပ်ပြားကိုသုံးကရဲရရှိတစ်ယောက်အဖြစ်ဟန်ဆောင်ပါတယ်ဒါကြောင့်သူဟာတင်မောချင်းတနက်ပစ်ခတ်မှုအတွင်းဒဏ်ရာရခဲ့တဲ့ရဲရရှိတွေနဲ့စကားပြောခွင့်ရခဲ့ပါတယ်မိကုန်းတွေအများကြီးမြင်းမြန်းပြီးနောက်ဆုံးမှာအဲ့ဒီအဖွဲ့ကိုမြို့တော်ဝန်ကိုယ်တိုင်ဆေလွတ်ခဲ့တာဖြစ်ကြောင်းသူသိလိုက်ရပါတယ်တစ်ချိန်တည်းမှာပဲ Robbie ဟာဆင်းရဲတဲ့ရက်ကွက်စီပြန်ရောက်လာပြီးရဲတွေကနယ်မြေရှင်းလင်းနေတာကိုပဲတွေ့ရပါတယ်ရဲရရှိတွေကဒေသခံတွေကိုဝိုင်းရိုက်နေကြပြီး Robbie ကအားလုံးကိုတပ်ပုံရိုက်ထားပါတယ် Guarni ထွက်လာတဲ့အခါရဲတယောက်ကသူ့လက်မောင်းကိုနံပါတ်3နဲ့ရိုက်ရမှာတုတ်ကျိုးသွားခဲ့ပါတယ်ရုတ်တရက် Guarni ရဲ့အရေးပြားဟာပြောင်းလဲသွားပြီးအလွန်မာကျော်သွားတာကြောင့်သူဟာရဲတွေကိုအံ့ဩဖွယ်အားအင်နဲ့ပြန်လဲတိုက်ခိုက်ပါတယ် Flynn လည်းပြောင်းလဲပြီးထွက်လာကရဲတွေကိုနှိမ်နင်းဖို့ကူညီပေးပါတယ်ရဲရရှိတယောက်က Robbie ကိုတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါဗီဇပြောင်းလဲနေသူတွေကအခြားရဲတယောက်ကိုလှမ်းပစ်ပြီးအဲ့ဒီလူကိုလဲကျသွားစေပါတယ် Robbie ကတော့ Guarni နဲ့ Flynn တို့ပူးပေါင်းပြီးရဲတွေအားလုံးကိုလဲကျသွားအောင်လုပ်နေတာကိုပုံတွေစက်တိုက်ရိုက်နေပါတယ်။မွန်းလွဲပိုင်းမှာ Ben ဟာမြို့ထဲမှာလိုက်လံစုံစမ်းပြီးကာမီရဲ့တိုက်ခန်းကိုရှာဖွေတွေ့ရှိကသူ့ကိုဘသူကငှားရမ်းခဲ့လဲလို့မေးမြန်းပါတယ်။ Cardi ကသူ့ကိုဘသူမှမငှားရမ်းခဲ့ပါဘူးလို့ရှင်းပြပါတယ်။သူဟာကုန်သည်တဦးဖြစ်ပြီးငွေချိုးရဖို့တပ်ပုံတွေကိုလိုချင်ခဲ့တာဖြစ်ပေမဲ့သူ့ရဲ့တစ်သားချီတူကြောင့်ကိုယ်တိုင်တပ်ပုံမရိုက်နိုင်ခဲ့တာပါ။သူကမြို့တော်ဝင်ရုံးကနေသတင်းအချက်လက်ရခဲ့တာလို့ဆိုပါတယ်။အဲ့ဒီအချိန်မှာ Ben ရဲ့ Spider အာယုံခံစားမှုကအချက်ပေးလာပြီးအပြင်ကနေအဆောက်အုံကိုစောင့်ကြည့်နေတဲ့လူတစ်ယောက်ကိုသတိပြုမိတာကြောင့်နောက်ဖေးတကားကနေထွက်ပြေးလွတ်မြောက်သွားပါတယ်။အဲ့ဒီနောက် Ben ဟာ Cat ကိုတွားရောက်တွေ့ဆုံပြီး Silverman ကသူ့ကိုတစ္ဆာဖောက်ရှာဖို့ငှားရမ်းထားကြောင်းပြောပြပါတယ်။ Cat က Flynn ကအမြဲတမ်းတစ္ဆာရှိခဲ့ပြီး Silverman ကသူမကိုပိုင်ဆိုင်ထားတာကြောင့်သူဟာကြိုးကြောင်းဆင်ကျင်တတ်တဲ့လူမဟုတ်လို့သူမကြောက်ရွံ့နေရကြောင်းပြောပါတယ်အထွက်မှာ Ben ဟာတစ္ဆာဖောက်ကိုလိုက်ရှာနေတဲ့ Winston နဲ့တိုးမိပါတယ် Winston က Ben ကိုငွေချုပ်ပေးပြီးဘာအချက်လက်ပဲရသူစီအရင်လာဖို့ပြောပါတယ် Ben ငွေတွေကိုကြည့်လိုက်တဲ့အခါအဲ့ဒီငွေတွေမှာလည်းအမှတ်သားပါနေတာကိုသတိပြုမိပါတယ်ရုံးခန်းမှာ Robbie က Ben ကိုဆင်းရဲတဲ့ရက်ကွက်မှာဘာဖြစ်ခဲ့လဲဆိုတာပြောပြပါတယ် Janet ကစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး Flynn Addison နဲ့ Guarni တို့ဟာအတူတူစစ်တုံးပန်းတွေဖြစ်ခဲ့ကြဘူးကြောင်းထုတ်ဖော်ပြောဆိုပါတယ်အဲ့ဒီတပုံကသူတို့ကဲတင်ခံရတဲ့နေ့ကရိုက်ထားတာပါ Ben ဟာ Robbie နဲ့တီးတန့်စကားပြောပြီး Cat ဟာ Alfred စီကိုသတင်းအချက်လက်တွေပေးပို့နေတဲ့တစ္ဆာဖောက်ဖြစ်တယ်လို့ကောက်ချက်ချလိုက်ပါတယ် Winston ကသူမကိုတပ်ပစ်မှာကိုသူစိုးရိမ်နေပြီးဒါက Robbie ကိုတတိယစေတာကြောင့် Robbie စီကနေ brush ရှိတဲ့နေရာကိုတောင်းဆိုပါတယ်လမ်းပေါ်မှာ Ben ကတစုံတစ်ယောက်သူ့နောက်ကိုလိုက်နေတာကိုသတိပြုမိပါတယ် Frankie ကအဲ့ဒီလူရဲ့အိတ်ထဲကိုလက်နိုင်ပြီးခိုးဖို့ကြိုးစားကကူညီပေးပါတယ်အဲ့ဒီလူကကလေးရဲ့လက်ကိုချက်ချင်းသတိပြုမိပြီးတွန်းထုတ်လိုက်ပါတယ်သူလှည့်ကြည့်လိုက်တဲ့အခါ Ben ကတော့မရှိတော့ပါဘူးဟိုတယ်မှာ Ben က Vera ကိုသူမအန္တရာယ်ရှိနေပြီလို့ပြောပေမဲ့သူမကဒေါ်လာ1000မရရင်မထွက်ခွာနိုင်ဘူးလို့ညှင်းဆင်ပါတယ် Ben ကငွေနဲ့အတူပြန်လာခဲ့မယ်လို့ကတိပြုပါတယ်အဲ့ဒီနောက် Ben ဟာ Silverman စီတွားရောက်ပြီးသူလိုက်နေတဲ့တဲလွန်စာအချို့ရှိနေကြောင်းနဲ့မကြခင်အဖြေရတော့မှာဖြစ်ကြောင်းပြောပြပါတယ်ဒါဟာဝရန်တာတကားတွေပေါ်မှာပင့်ကူမြင်တွေတင်ထားဖို့အာယုံပြောင်းတာတက်ပါတစ်ချိန်တည်းမှာပဲ Robbie ဟာ Flynn နဲ့ Guarni တို့ရဲ့တပ်ပုံတွေပါတဲ့စောင်းမတစ်ဆောင်ကိုသတင်းစာတိုက်စီရောင်းချလိုက်ပါတယ်ညနေပိုင်းမှာ Silverman ရဲ့လူတွေဟာ Ben ရဲ့တိုက်ခန်းကိုစောင့်ကြည့်နေပြီးသူ့အထဲမှာရှိနေသေးတယ်လို့ထင်နေကြပေမဲ့တကယ်တော့ Frankie ကရုပ်ဖြတ်ထားတာပါတစ်ဖက်မှာတော့ Spider ဟာတကားပေါ်ကပင့်ကူမြင်ကြောင့် Silverman ရဲ့နေရာကိုအလွယ်တကူဖောက်ထွင်းဝင်ရောက်သွားပါတယ်အဲ့ဒီနောက်သူဟာသူ့ရဲ့ထူခဲ့တဲ့အကြားအာယုံကိုတုံးပြီး Silverman ရဲ့ကာကွယ်ရေးတစ်တာကိုဖွင့်လိုက်ပါတယ်အမှတ်သားမပါတဲ့ဒေါ်လာ1000ကိုယူပြီးနောက်ပြန်ပိတ်ထားလိုက်ပါတယ်ရုတ်တရက်လေးတိုက်လို့တကားပိတ်သွားတဲ့အတန်ကြောင့် Silverman နိုးလာပါတယ်သူဟာတနက်ကိုကင်ပြီးသူ့လူတွေကိုရှာဖွေခိုင်းပေမဲ့ Spider ကတော့မျက်နှာချက်ပေါ်မှာပုံနေခဲ့ပါတယ်နောက်ပိုင်းမှာ Cat အိမ်ပြန်ရောက်ပြီးအတန်တစ်ခုကြောင့်စိုးရိမ်ကတနက်ကိုကင်လိုက်ပါတယ်ဒါပေမဲ့ဒါဟာ Flynn ဖြစ်နေပြီးသူတို့ဟာချစ်စနိုးနဲ့နန်းရှုပ်ကပြန်လည်ဆုံတွေ့ကြပါတယ်သူမက Silverman နဲ့ကိစ္စတွေရှုပ်ထွေးနေကြောင်းပြောပြီးအတူတူထွက်ပြေးဖို့ဖြောင်းဖြပါတယ် Flynn ရဲ့ခန္ဓာကိုယ်စတင်ပြောင်းလဲလာတဲ့အခါဒီချိုမြိန်တဲ့အချိန်လေးဟာပြပြသွားပြီးသူဟာသူ့ကိုယ်သူမထိန်ချုပ်နိုင်တာကိုစိတ်ပြက်လွန်းလို့နေရန်ကိုလက်သီးနဲ့ထိုးလိုက်ပါတယ် Flynn ကသူ့တရဝတကောင်ဖြစ်နေတဲ့၍သူတို့အတူမရှာတိနိုင်ဘူးလို့ပြောပြီးတယောက်တည်းထွက်ပြေးသွားပါတော့တယ်နောက်တစ်နေ့မှာသတင်းစာက Robbie ရဲ့ဆောင်းပါးကိုအပြောင်းလဲများစွာနဲ့ထုတ်ဝေလိုက်ပါတယ်အဲ့ဒီထဲမှာ Flynn နဲ့ Guarni တို့ကိုတရဝဆိုးတွေလို့ခေါ်ဆိုထားပြီးရဲတွေကိုတော့ဒေသခံတွေကိုတရဝရီရန်ကနေကဲတင်ခဲ့တဲ့သူရဲကောင်းတွေအဖြစ်ဖော်ပြထားပါတယ် Robbie ဟာဒီလိုမှုသားတွေအောက်မှာသူ့နာမည်ပါဝင်နေတာကြောင့်အလွန်ဒေါသထွက်နေပါတယ်ဟိုတယ်မှာ Ben က Vera ကိုငွေပေးပြီးသူတို့သဘောတူညီချက်ရယူလိုက်ကြပါတယ်။ Ben ထွက်သွားတဲ့အခါ Silverman ရဲ့လူမိုက်တွေကသူ့ကိုမြင်သွားပါတယ်။ Vera ကလည်းသူမရဲ့ပစ္စည်းတွေကိုထုတ်ပိုးနေတာကိုသူတို့သတိပြုမိသွားကြပါတယ်။လမ်းပေါ်မှာ Ben ဟာမြို့တော်ဝန်ကသူ့ကိုလိုအပ်နေကြောင်းအကြောင်းကြားလာတဲ့တပ်တော်ဆောင်တွေရဲ့ဝိုင်းရံခြင်းကိုခံရပါတယ်။အစိုးရရုံးခန်းမှာ Alfred ကမြို့ကြီးဟာအလွန်ပရမ်းပရာဖြစ်နေတာကြောင့် Spider နဲ့စကားပြောဖို့လိုအပ်ကြောင်းရှင်းပြပါတယ်။သူက Ben ဟာ Spider နဲ့တငယ်ချင်းဖြစ်တာကိုသိနေပြီးသတင်းစကားပါခိုင်းတာပါ။အိမ်ပြန်လမ်းမှာ Ben ကို Frankie ကတားပြီး Cat ဟာယထာဘူရာယုံကိုတက္ကစီနဲ့သွားပြီးဖြစ်ကြောင်းပြောပြပါတယ်။ Ben ဟာသူမနဲ့တွေ့ဖို့ဘူရာယုံကိုချက်ချင်းအပြေးလွှားသွားပြီးသူမကိုတစ္ဆာဖောက်ဖြစ်ဆွဆွဲပါတယ်။ Cat ပြန်မပြောနိုင်ခင်မှာပဲသူတို့ကို Winston နဲ့သူ့လူတွေကရှာတွေ့သွားပါတယ်။ Winston ကသူတို့အတူတူပူးပေါင်းလှုပ်ဆောင်နေတာလို့ထင်ပြီးနှစ်ယောက်စလုံးကိုဖမ်းဆီးလိုက်ပါတယ်။တောနယ်တစ်ခုမှာ
Silverman ဟာမြေပုံတစ်ခုပြင်ဆင်ထားပါတယ်။ Winston က Ben ခက်နဲ့အတူ Addison ကိုငွေပေးခဲ့တာခက်ဖြစ်တယ်လို့ပြောတဲ့ Vera ကိုပါခေါ်လာပါတယ်။ခက်ကညင်းဆိုပြီး Ben ကတက်တည်တောင်းပါတယ်။ဒါကြောင့် Vera က Ben သူမကိုပေးခဲ့တဲ့ငွေတွေကိုထုတ်ပေးပြီးဒါဟာ Addison ရဲ့လောက်ခလာစာရဲ့အစိပ်ပိုင်းဖြစ်ကြောင်းဟန်ဆောင်ပါတယ်။ Silverman ကငွေတွေကိုကြည့်လိုက်ပြီးသူ Winston ကိုပေးလို့ရှိတဲ့အမှတ်အသားဖြစ်နေတာကိုမှတ်မိသွားပါတယ်။တကယ်တော့ Ben ဟာမပေးခင်မှာတန်ရှင်းတဲ့ငွေတွေပေါ်မှာမှန်ကန်တဲ့အမှတ်အသားကိုတင်ပြီး Winston ကိုထောင်ချောက်ဆင်ခဲ့တာဖြစ်ပါတယ်။သူမက Winston ဟာတစ္ဆာဖောက်ဖြစ်ပြီးသူကသူမကိုတတ်မယ်လို့ချိန်ချောက်ထားတာကြောင့်ဘာမှမပြောခဲ့တာပါလို့ဆိုပါတယ်။ Silverman က Winston ကိုချက်ချင်းပစ်တက်လိုက်တာကြောင့်သူ့ရဲ့ရုပ်အလောင်းဟာမြေပုံထဲကိုကျသွားပါတယ်။အဲ့ဒီနောက် Winston ရဲ့အဆောင်ကိုလည်းပစ်တက်လိုက်ပါတယ်။နောက်ပိုင်းကလပ်မှာ Silverman ကတစ္ဆာဖောက်ကိုရှာဖွေပေးတဲ့အတွက် Ben ကိုငွေချေလိုက်ပြီးမနက်ဖြန်မှာရဲချုပ်နဲ့စကားပြောမယ်လို့ရှင်းပြပါတယ်။သူ့အိတ်ကတ်ထဲမှာရှိနေရမယ့်ရဲတွေကသူ့ကိုထောင်ချောက်ဆင်ခဲ့တာဟာထူးဆန်းနေပါတယ်။ခက်ဟာထုံးစံအတိုင်းအံ့ဩဖွယ်ဖျော်ဖြေခဲ့ပါတယ်။ဒါပေမဲ့သူမအိမ်ပြန်ရောက်တဲ့အခါစိတ်ပြက်အားငယ်စွာခံစားရပါတယ်။နောက်တစ်နေ့မှာ Silverman ဟာရဲချုပ်ကိုစောင့်ဆိုင်နေပေမဲ့ပေါ်မလာတာကြောင့်စိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့လက်ဖက်ရည်ခွက်တွေကိုခွဲပစ်ပါတယ်။တစ်ချိန်တည်းမှာပဲ Ben နဲ့ Kay တို့ဟာတီးတန့်စကားပြောနိုင်ဖို့လွတ်နေတဲ့ပြဿရုံတစ်ခုမှာတွေ့ဆုံကြပါတယ်။ Kay က Silverman ကသူမကိုကလပ်တစ်မှာထိတ်တန်းနေရပေးမယ်လို့မကန့်လန့်ခင်ကဒီနေရာမှာဖျော်ဖြေခဲ့ပူးကြောင်းရှင်းပြပါတယ်။အဲ့ဒီတုန်းကသူမဟာဒီလိုအခွင့်အရေးမျိုးအတွက်စိတ်လှုပ်ရှားခဲ့တာကြောင့်နောက်ဆက်တွဲအကျိုးဆက်တွေကိုမခံမှန်းနိုင်ခဲ့ပါဘူး။အခုချိန်မှာတော့သူမဟာ Silverman ရဲ့ရုပ်သေးရုပ်သက်သာဖြစ်နေပါတယ်။ Kay မှာသူမလက်ထပ်ခွင့်တောင်းပြီးနောက်တစ်နေ့မှာပဲပျောက်ဆုံးသွားခဲ့တဲ့ချစ်သူတူရှိခဲ့ပြီးနောက်ပိုင်းမှာ Silverman ကသူ့ကိုတက်ပစ်ခဲ့တာကိုသိခဲ့ရတာပါ။အခုတော့သူမဟာ Flynn နဲ့အတူရှိချင်နေပါတယ်။ဒါကြောင့်ပထမဆုံးအနေနဲ့သူမဟာ Silverman ကိုဖယ်ရှားပြရပါမယ်။သူမဟာ Flynn ကAddison နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး Silver ကိုတက်ဖို့စီရုံးရတာလွယ်ကူခဲ့ပေမဲ့ Addison ကအလုပ်ကိုဖျက်ဆီးစေခဲ့ပါတယ်။အဲ့ဒီနောက်ရဲတွေစီးနင်းနိုင်ဖို့မြို့တော်ဝန်စီသတင်းအချက်လက်ပေးပို့ခဲ့ပေမဲ့ဒါကလည်း Spider ကြောင့်ဖျက်ဆီးခဲ့ရပြန်ပါတယ်။ဇလန်ရဲ့အဲ့ဒီနောက်ဆုံးအပိုင်းကို Flynn ကချောင်းမြောင်းကြားသွားခဲ့ပါတယ်။ Harvard မှာ Robbie ဟာစစ်မှုထမ်းဟောင်းတွေကိုအစားအစာကျွေးမွေးနေတဲ့အမျိုးသားတဦးကိုစောင့်ကြည့်ပြီးသူထွက်သွားတဲ့အခါနောက်ကလိုက်ပါတယ်။လမ်းကြားတစ်ခုမှာအဲ့ဒီလူက Lonnie စီကိုအစားအစာတစ်ခုကမ်းပေးပါတယ်။အဲ့ဒီလူထွက်သွားတာနဲ့ Robbie ကစောင်းမကြောင့်ဒေါသထွက်နေတဲ့ Lonnie စီကိုချဉ်ကပ်ပါတယ်။ Robbie ကသူ့စကားလုံးတွေကိုပြောင်းလဲပစ်ခဲ့တာပါလို့ရှင်းပြပြီးစကားပြောဖို့တောင်းဆိုပါတယ်။တစ်ချိန်တည်းမှာပဲ Flynn ဟာ Silverman စီသွားရောက်ပြီးသတင်းကြောင့်ပုံနေရတာပါလို့ရှင်းပြပါတယ်။ Silverman ကသူ့ကိုမြင်ရလို့ဝမ်းသာနေပြီး Winston ဟာတစ္ဆာဖောက်ဖြစ်ကြောင်းပြောပြပါတယ်။ပြဆက်ရုံထဲမှာကြားခဲ့ရတာတွေကိုစဉ်းစားရင်း Flynn ဟာခက်က Winston ကိုလှည့်စားခဲ့တာကိုရိပ်မိသွားပြီးခန္ဓာကိုယ်ပြောင်းလဲလာရင်းနဲ့ Silverman အတွက်သူတိုက်ခိုက်ပေးမယ်လို့ပြောပါတယ်။ရုံးခန်းမှာ Robbie ကစကားပြောဖို့အဆင်မပြေသေးတဲ့ Lonnie ကိုခေါ်လာခဲ့ပြီး Janet ကသူမရဲ့အလုပ်ရှင်ကိုစောင့်ဆိုင်နေစဉ်မှာဖဲကစားရင်းသူ့ကိုအာယုံပြောင်းပေးထားပါတယ်။နောက်ဆုံးမှာ Lonnie ကစိတ်လျှော့လိုက်ပြီးဂျာမန်တွေဖမ်းဆီးခဲ့စဉ်ကသူ့အပေါ်စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။ဒီလိုပြောင်းလဲမှုကိုတားဆီးလို့မရနိုင်ပဲဒီအကြောင်းကိုပိုမိုသိရှိနိုင်မဲ့သူကတော့ဒေါက်တာ Faber ဖြစ်တယ်လို့ဆိုပါတယ်။စားတောက်ဆိုင်တစ်ခုမှာ Silverman ဟာ Alfred ကိုရှာတွေ့ပြီးသူတို့မျိုးရတွေမှာပါဝင်ပတ်သက်မှုအပေါ်ငင်းခုန်ကြပါတယ်။ Alfred ကရဲချုပ်ဟာအခုသူ့ဘက်မှာရှိနေပြီဖြစ်ကြောင်းထောက်ပြပြီးသူနဲ့တူစားတောက်ဖို့ရောက်နေတာလို့ဆိုပါတယ်။ဒေါသထွက်နေတဲ့ Silverman က Flynn ကိုစပွဲကိုဖျက်ဆီးခိုင်းပေမဲ့ Alfred ကတော့လက်မလျှော့ပါဘူး။သူ့တိုက်ခန်းမှာ Ben က Kat ကို Robert အကြောင်းပြောပြပါတယ်။သူမဟာရှုပ်ထွေးတဲ့အလုပ်တစ်ခုအပြီးမှာကလဲစားချေခြင်းနဲ့သူ့ရဲ့ရုံးသုံးတစ်ယောက်ကြောင့်တက်ဖြတ်ခြင်းခံခဲ့ရတာပါ။ Robert ဖမ်းဆီးခံရချိန်မှာ Ben ဟာဘားတစ်ခုမှာတငယ်ချင်းတွေနဲ့အရက်တောက်နေခဲ့တာကြောင့်သူမကိုကယ်တင်ဖို့အချိန်မီမရောက်ရှိနိုင်ခဲ့ပါဘူး။သူကသာသူမနဲ့မတွေ့ခဲ့ရင် Robert အသက်ရှင်နေဦးမယ်လို့ယုံကြည်နေပါတယ်။ Kat ကသူ့လက်ကိုကင်ပြီးသူတို့အတူတူရှိနိုင်ပါတယ်လို့ပြောပါတယ်။သူတို့နန်းတော်မဲ့အချိန်မှာပဲရေဒီယိုကနေအရေးပေါ်သတင်းပို့ချတစ်ခုကြောင့်ပြတ်တောက်သွားပါတယ်။တရဝါတကောင်ဟာ Diamond District ကိုချိန်ချောက်နေပါတယ်။ Kat ကဒါဟာ Flynn ဖြစ်မယ်လို့ခံမှန်းပြီးသူ့ကိုကူညီဖို့ Ben ကိုအတူလိုက်ခဲ့ဖို့တောင်းဆိုပေမဲ့ Ben ကညှင်းဆင်ပါတယ်။စိတ်ပြတ်သွားတဲ့ Kat ကသူ့ကိုလူသူရဲကောင်းလို့ခေါ်ပြီးထွက်သွားပါတော့တယ်။အဲ့ဒီနောက် Ben က Robbie စီဖုန်းဆက်ပြီး Diamond District မှာတွေ့ဖို့ပြောပါတယ်။ Spider ဝတ်စုံကိုပြောင်းလဲပြီးနောက်သူအဲ့ဒီကိုဦးတည်သွားပြီးတတဝါလို့ခေါ်ဆိုနေကြသူဟာလျှက်စစ်ပါဝါရှိပြီးဆိုင်တဆိုင်ကိုလူရက်နေတဲ့Dirkဖြစ်နေတာကိုရှာဖွေတွေ့ရှိပါတယ်။ Spider က Dirk ရဲ့လက်တွေစီပင့်ကူမြင်တွေပြစ်လွတ်ပေမဲ့ဒါက Dirk ကိုလျှက်စစ်တအားပြန်လဲပေးပို့ခွင့်ရစေပြီး Spider ဟာလျှက်စစ်ရှော့ဖြစ်သွားပါတယ်။ Robbie တပ်ပုံရိုက်ဖို့ရောက်လာချိန်မှာ Dirk ကပုံမူနီးကပ်လာပြီး Spider ကိုတိုက်ရိုက်ဆွဲကင်ကလျှက်စစ်တအားပေးပို့ပါတယ်။အဲ့ဒီနောက်သူဟာရေအိုင်တစ်ခုတည်းကိုသူ့ရဲ့ပါဝါကိုပြစ်လွတ်ပြီးသူ့ကိုထပ်မံရှော့ရိုက်ပါတယ်။ Spider ဟာနာကျင်မှုကိုအောင်ရဲပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့လျှက်စစ်တအားကသူ့ရဲ့အာယုံခံစားမှုတွေကိုရှုပ်ထွေးစေခဲ့တာကြောင့် Dirk ကသူ့ကိုအလွတ်တကူဝိုင်းဝန်းရိုက်နှက်ပါတော့တယ်။ Spider ဟာနေရန်ပေါ်ကိုခုန်တက်ပြီးထွက်ပြေးပါတယ်။ဒါကြောင့် Dirk ကအုတ်ခဲတွေပေါ်ကိုသူ့ရဲ့ပါဝါကိုပေးပို့ပြီး Spider ကရှောင်ကွင်းရပါတယ်။ Spider ကမီးတိုင်တစ်ခုပေါ်မှာဆင်းသက်တဲ့အခါ Dirk ကဖုံးအိတ်ထဲကကေဘယ်ကျိုးတွေကတဆင့်နောက်ထပ်တိုက်ခိုက်မှုကိုပေးပို့ပါတယ်။ Dirk ဟာခဲရောက်လာတာကြောင့်အာယုံပြောင်းသွားပြီးလျှက်စစ်တအားကြောင့်သူလဲကျသွားခဲ့ပါတယ်။နောက်ပိုင်းမှာ Dirk ဟာအဆောက်အုံတစ်ခုရဲ့လျှက်စစ်တစ်တာတွေကစွမ်းအင်အားလုံးကိုစတင်ဆုပ်ယူတာကြောင့် Spider ဟာထိုနယ်မြေရဲ့ပါဝါကိုဖျက်တောက်ဖို့သူ့ရဲ့ပင့်ကူမြင်ကိုသုံးပါတယ်။စွမ်းအင်ပြန်ပြည့်သွားတဲ့ Dirk ကလမ်းပေါ်မှာတွေ့သမျှပစ္စည်းတွေကိုလက်နက်အဖြစ်သုံးပြီးထပ်မံတိုက်ခိုက်ပါတယ်။ Spider ဟာအကြိမ်အချို့အပြင်းထန်အိုက်ခံရပေမဲ့ Dirk ဟာလှုပ်ရှားမှုတိုင်းမှာစွမ်းအင်တွေပိုမိုဆုံးရှုံးလာပြီးနောက်ဆုံးမှာတော့စွမ်းအင်ကုန်ဆုံးသွားပါတယ်။ဒါကြောင့် Spider ဟာသူ့ကိုဆိုင်းဘုတ်တစ်ခုနဲ့ရိုက်နှက်ပြီးလဲကျသွားစေပါတယ်။ရဲတွေက Dirk ကိုခေါ်ဆောင်သွားဖို့အပြေးလွှားရောက်လာကြပြီး Alfred က Robbie ရဲ့ကင်မရာအတွက် Spider ရဲ့လက်ကိုဆွဲကင်နှုတ်ဆက်ပါတယ်။အဲ့ဒီနောက် Alfred ကသူနဲ့ Spider တို့ဟာမြို့ကိုကယ်တင်ဖို့ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းကြေညာပြီးလူအုပ်ကြီးကအော်ဟစ်အားပေးကြတာကြောင့် Spider ကဒါဟာမမှန်ပါဘူးလို့ပြောတာကိုသူတို့မကြားလိုက်ကြပါဘူး။ Ben သူ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါ Kat ကသူ့စီလာရောက်လည်ပတ်ပြီးသူ့ရဲ့ဒဏ်ရာတွေအကြောင်းမေးမြန်းပါတယ်။ Ben ကစင်ကြေတစ်ခုပေးဖို့ကြိုးစားပေမဲ့ Kat ကသူ့ကိုမယုံကြည်ပဲသတင်းပေါက်ကနေခုန်ချလိုက်ပါတယ်။အခုတော့ Ben မှာသူမကိုကယ်တင်ဖို့ပင့်ကူမြင်ကိုသုံးယုံကလွဲလို့အခြားရွေးချယ်စရာမရှိတော့ပါဘူး။ Kat ကသူ့ကို Spider လို့ခေါ်ပြီးသူတို့နမ်းလိုက်ကြပါတယ်။အဲ့ဒီနောက်သူတို့ဟာထမင်းစားခန်းတစ်ခုကိုတွားကြပြီး Kat ကဇလန်းအပြည့်စုံကိုတောင်းဆိုပါတယ်။
တိတ်မြင့်ကွင်းတစ်ခုမှာဘန်ကလည်းစစ်ပွဲထဲမှာတိုက်ခိုက်ခဲ့တာကိုပြသနေပါတယ်။သူ့ရဲ့အဖွဲ့ဟာပြင်သစ်နိုင်ငံကဂျာမန်အခြေစိုက်စခန်းတစ်ခုကိုရောက်ရှိပြီးစစ်သားအချို့ကိုအလွယ်တကူတပ်ဖြတ်ခဲ့ပါတယ်။အဆောက်အုံဟောင်းတစ်ခုထဲမှာဘန်ဟာတုံပန်းတွေပြည့်နှက်နေတဲ့အခန်းတွေကိုတွေ့ရလို့ထိတ်လန့်သွားပါတယ်။ဂျာမန်စစ်သားတစ်ယောက်ကသူ့ကိုအလစ်အငိုက်တိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာဖွင့်နဲ့အခြားတုံပန်းတစ်ယောက်ကတန်းနိုင်တွေ့ကြားကနေလှမ်းပြီးအဲ့ဒီလူကိုအရင်တပ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပဲနဲ့သူ့အဖွဲ့ကအခန်းတွေအားလုံးကိုဖွင့်ပြီးရဲတဆုံနဲ့ဖွင့်အပါဝင်တုံပန်းအားလုံးကိုလွှတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ပဲနဲ့အခြားစစ်သားတစ်ယောက်ကဝင်းထဲကိုပုံမနှက်ဆိုင်စွာဝင်သွားပြီးမွေတွေဖုတ်ဖုတ်တက်တွေလိုတတဝါမျိုးမျိုးနဲ့ချိတ်ဆက်ထားတဲ့ကတင်တွေပေါ်မှာချီနှောင်ခံထားရတဲ့တုံပန်းအချို့ကိုရှာတွေ့ပါတယ်။သူတို့နှစ်ဦးဟာလူအားလုံးကိုချက်ချင်းလွှတ်ပေးဖို့စတင်ခဲ့ပြီးဘန်ကပင့်ကူတစ်ကောင်နဲ့ချိတ်ဆက်ထားတဲ့လူတစ်ယောက်ကိုရှာတွေ့ပါတယ်။သူကွတင်ခင်းကိုဆွဲလိုက်တဲ့အခါအဲ့ဒီလူဟာပင့်ကူတတဝါအဖြစ်ဖြည်းဖြည်းချင်းပြောင်းလဲနေတာကိုမြင်ပြီးထိတ်လန့်သွားပါတယ်။ရုတ်တရက်အဲ့ဒီလူကဘန်ရဲ့လက်မောင်းကိုဆွဲကင်ပြီးကိုက်လိုက်တာကြောင့်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကအဲ့ဒီလူရဲ့ခေါင်းကိုတနက်နဲ့ပစ်လိုက်ရပါတယ်။မူးဝေပြီးရှုပ်ထွေးမှုတွေကြားထဲမှာဘန်ကသူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကိုဒီနေရာတစ်ခုလုံးကိုမီးရှို့ပစ်ဖို့ပြောလိုက်ပါတယ်။နောက်ပိုင်းမှာတပ်ပုံရိုက်တဲ့အချိန်မှာဘန်ကတော့အနီးအနားမှာသတိမိနေခဲ့တာကြောင့်တပ်ပုံထဲမှာမပါဝင်ခဲ့ပါဘူး။ပစ္စုပန်မှာဘန်ကခါကိုသူဟာသူ့ရဲ့ပါဝါတွေကိုထိန်းချုပ်ဖို့နဲ့သူ့ရဲ့စပိုင်ဒါဗီဇတွေကိုနှိမ်နင်းဖို့တင်ယူခဲ့ရကြောင်းပြောပြပါတယ်။ Point Wani နဲ့ Edison တို့လည်းအဲ့ဒီနေရာကနေသူတို့ရဲ့ပါဝါတွေကိုရရှိခဲ့တာဖြစ်နိုင်ပြီးဘန်ကသူတို့ကိုပြုပြင်ပေးနိုင်မဲ့သူကိုတိမလားလို့တွေးတောနေပါတယ်။ Robert ကိုဆုံးရှုံးရပြီးနောက်သူဟာသူ့ရဲ့ပါဝါတွေကိုမလိုချင်တော့ပါဘူး။နောက်တစ်နေ့မှာ Rabi ဟာ Dirk Azalan ကိုစီကန်းချက်3ချက်နဲ့သတင်းစာတိုက်စီရောင်းချပါတယ်။သူတို့ဆောင်းပါးကိုပြောင်းလဲခွင့်မရှိပါဘူး။သူတို့နောက်ဆုံးဆောင်းပါးအတွက်ပြန်လည်ရုပ်သိမ်းချက်ထုတ်ဝေရပါမယ်။ပြီးတော့သူဟာကုမ္ပဏီမှာအမြဲတမ်းယာတုတစ်ခုလိုချင်ပါတယ်။သူ့ရဲ့အလုပ်ရှင်ကသူ့ရဲ့ပြိုင်ဘက်တွေဒီဇလန်ကိုဝယ်သွားမှာကိုမလိုလားတာကြောင့်အားလုံးကိုသဘောတူလိုက်ပါတယ်။နောက်ပိုင်းရုံးခန်းမှာဂျဲဒန်နဲ့ရာဘီတို့ကဘန်ကိုသူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေကိုပြသရမှာဒတ်ကပင်တုံပန်းတွေကတယောက်ဖြစ်ခဲ့ကြောင်းအတည်ပြုပေးပါတယ်ဂျာမန်တွေဟာစူပါစစ်သားအစီအစဉ်ကိုစူးစမ်းခဲ့ပေမဲ့ကြာရှုံးခဲ့ပုံရပါတယ်ဘန်ကဒီဇစ်မြစ်ကအဓိကပြဿနာမဟုတ်ဘူးလို့ထင်နေပါတယ်ပါဝါတွေကဘာကြောင့်အခုမှနိုးထလာရတာလဲဆိုတာကိုသူတို့သိဖို့လိုအပ်ပါတယ်ဂျန်နကသူတို့အားလုံးဟာ Queens ကဆေးရုံအသေးလေးမှာလွန်ခဲ့တဲ့10နှလုံးလုံးစစ်တုံပန်းတွေအပေါ်လေ့လာမှုတစ်ခုပြုလုပ်နေတဲ့ဒေါက်တာတဦးစီတွားအပြနေကြတာပါလို့ပြောပါတယ်ဒေါက်တာဖေဘဟာဘွဲဒီဂရီတွေစုတစိတ်တွေအများကြီးရထားတဲ့ကြော်ကြားတဲ့မျိုးရိုးဗီဇပညာရှင်တဦးဖြစ်တာကြောင့်သူမအခု Queens ကဆေးရုံအသေးလေးမှာအလုပ်လုပ်နေတာဟာတန်တရားဖြစ်ဖွယ်ပါဝါနီကသူမဟာလွန်ခဲ့တဲ့6လကသူ့ခန္ဓာကိုယ်အကြောင်းနဲ့စခန်းအကြောင်းသိထားခဲ့တယ်လို့ဆိုပါတယ်အကျဉ်းထောင်ထဲမှာဒတ်ဟာသတင်းချက်လက်အတွက်နှိပ်စက်ခံနေရပေမဲ့စကားပြောဖို့ညှင်းဆင်ပြီးနာကျင်မှုကိုတောင်လောင်ပြုံးနေပါတယ်။တစ်ချိန်တည်းမှာပဲဖလင်ဟာ Silverman ရဲ့လက်ရယုံအသစ်ဖြစ်လာခဲ့ပါတယ်။သူဟာဝါနီကိုရှာဖွေတွေ့ရှိပြီးဘဝမှာအခြားရွေးချယ်စရာမရှိတာကြောင့် Silverman အတွက်အလုပ်လုပ်ဖို့စီးရုံပါတယ်။ဆေးရုံမှာ Rabi ဟာအင်တာဗျူးတစ်ခုကိုအကြောင်းပြပြီး Faber နဲ့တွေ့ဆုံပါတယ်။သူမအာယုံပြောင်းနေတော့ဘန်ဟာသူမရဲ့ရုံးခန်းထဲကိုဖောက်ထွင်းဝင်ရောက်ပါတယ်။ဘီရိုတွေထဲမှာသူဟာအပိုဖိုင်တွဲတွေပါတဲ့လျှို့ဝှက်အပိုင်းတစ်ခုကိုရှာတွေ့ပါတယ်။ကံမကောင်းစွာပဲ Rabi ရဲ့မိခုံးတွေက Faber ကိုစိတ်ဆိုးစေခဲ့ပြီးသူမကပါဝါတွေအကြောင်းဘာမှမသိပါဘူးလို့ဟန်ဆောင်ကသူမရဲ့ရုံးခန်းစီပြန်လာပါတယ်။ဘန်ကသူမလာနေတဲ့အတန်ကိုကြားတာကြောင့်ဖိုင်တွေကိုဝတ်ထားပြီးလမ်းပြောင်းနေတဲ့လူနာတစ်ယောက်ဖြစ်ဟန်ဆောင်ကအလင်းမြန်ထွက်ခွာသွားပါတယ်။ Faber ရဲ့လက်ထောက်ဝတ်ကလည်းတုံပန်းဟောင်းတဦးဖြစ်ပြီးဘန်ကိုကယ်ဆယ်ရေးမရှင်ကနေမှတ်မိသွားပါတယ်။ Faber ကသူမရဲ့ဘီရိုကိုစစ်ဆေးပြီးဖိုင်အချို့ပျောက်ဆုံးနေတာကိုအတည်ပြုတာကြောင့် Hopkins ကိုသူ့နောက်ကိုလွှတ်လိုက်ပါတယ်။အပြင်မှာဘန်ဟာသူချိတ်ဆွဲထားတဲ့ပင့်ကူမြင်ထဲကနေဖိုင်တွေကိုယူပြီး Rabi နဲ့အတူထွက်ခွာသွားပါတယ်။ဟုတ်တဲ့အပြင်ထွက်လာချိန်မှာတော့သူတို့မရှိတော့ပါဘူး။အကျဉ်းထောင်ထဲမှာ Flynn နဲ့ Wani တို့ဟာဖောက်ထွင်းဝင်ရောက်လာပြီးရဲတွေကတနက်နဲ့ပစ်ခတ်ပေမဲ့ကြီးစံတွေကဘာဒဏ်ရာမှမရစေပါဘူး။သူတို့နှစ်ဦးဟာလမ်းကြောင်းပေါ်မှာကားစီးလာတဲ့ရဲရရှိတိုင်းကိုရိုက်နှက်ရင်းအတွင်းထဲကိုအပြေးလွှားဝင်သွားကြပြီး Wani ကနောက်ဆုံးတကားကိုဆွဲဖျက်ပစ်လိုက်ပါတယ်။နောက်ဆုံးရဲနှစ်ယောက်ကကြောက်လန့်တကြားထွက်ပြေးသွားကြပြီးသူတို့ကဒတ်ကိုနှိပ်စက်ခဲ့တဲ့လူကိုဝိုင်းရိုက်ကြပါတယ်။အဲ့ဒီနောက်ဆုံးမှလည်းဝင်လာပြီးဒတ်ခတ်ကိုသူ့အတွက်အလုပ်လုပ်ဖို့တောင်းဆိုပါတယ်။ဒါကြောင့်သူတို့သဘောတူညီချက်ရယူလိုက်ကြပါတယ်။ဒတ်လွတ်မြောက်သွားတာနဲ့သူဟာလျှက်စစ်ကေပဲကျိုးအချို့ကိုယူပြီးသူ့ကိုနှိပ်စက်ခဲ့သူကိုနန်းကလျှက်စစ်ရှော့ရိုက်ပြီးတေဆုံးသွားစေပါတယ်။ရုံးခန်းမှာ Rabi နဲ့ဘင်တို့ဟာဖိုင်တွေကိုဖတ်ရင်းညကိုကုန်လွန်စေပါတယ်။တုံပန်းတွေကိုရောင်ချီဖြာနေတဲ့အပင်တွေတတုတွေအပြင်တိရစ္ဆာန်တွေရဲ့မျိုးရိုးဗီဇပစ္စည်းတွေနဲ့ထိုးနှံခဲ့တာဖြစ်ပြီးသူတို့ရဲ့ဗီဇတွေကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ Faber ဟာသူတို့ကိုကူညီဖို့စူးစမ်းခဲ့ပုံရပေမဲ့သူမကပြောင်းလဲမှုကိုပုံမှန်မြန်ဆန်စေခဲ့တာဖြစ်ပြီးအခုတော့သူတို့ဟာတေလူဆဲဆဲအခြေအနေမှာရှိနေပါတယ်။နောက်ပိုင်းမှာဘန်ဟာ Silverman ရဲ့နေရာကိုခေါ်ယူခြင်းခံရပြီးဗီဇပြောင်းလဲနေသူတွေဟာအခုတော့သူ့အတွက်အလုပ်လုပ်ပေးနေတာကိုသတိပြုမိပါတယ်။ Silverman မှာ Spider အတွက်သတင်းစကားတစ်ခုရှိနေပါတယ်ပြဿနာမလို့ချင်းငြိမ်ငြိမ်သက်သက်နေဖို့ပါပဲပင်ထွက်ခွာတော့မဲ့အချိန်မှာ Flynn က Winston ဟာထောင်ချောက်ဖြစ်မှန်းသူတီးကြောင်းနဲ့ခက်ကိုကာကွယ်ဖို့ boss ကိုဘာမှမပြောခဲ့တာပါလို့တီးတန့်ပြောပြပါတယ်ဒါပေမဲ့ဒါဟာဘန်ကိုသူပေးတဲ့နောက်ဆုံးအခွင့်အရေးပါပဲအဲ့ဒီနောက်ဘန်ဟာခဲရဲ့သတင်းပေါက်မှာပေါ်လာပြီး Flynn မှာအသက်ရှင်ဖို့အချိန်များကြီးမကြံတော့ကြောင်းပြောပြပါတယ်သူတို့ဟာသူတို့ရဲ့အတိတ်ကတစေတွေကိုလိုက်လံဖမ်းဆီးနေတာကိုရပ်တန့်ပြီးနယူးယောက်ကနေအတူတူထွက်ခွာကအခြားနေရာတစ်ခုမှာဘဝတစ်ခုစတင်တင်တယ်လို့သူထင်ပါတယ်ခက်ကသဘောတူပြီးသူ့ကိုနမ်းလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ Wani ကခက်စီသွားပြီး Flynn အကြောင်းပြောတယ်ပြဆက်ရုံမှာတော့ Flynn ကသူ့ရဲ့တဲခန္ဓာကိုယ်ထဲကကြီးစံတွေကိုထုတ်နေပါတယ်ခက်ကသူ့ကိုရှာတွေ့ပြီးသူမလုပ်ခဲ့သမျှဟာသူတို့နှစ်ယောက်အတွက်ပဲလို့ကျိန်းဆိုပါတယ်သူမရဲ့အစီအစဉ်ကိုမပြောပြခဲ့တာကသူမထက် Silverman အပေါ်ပိုပြီးတစ္ဆာဆောင်တိလို့ပါတယ် Flynn ကလည်းသူမသားတောင်းဆိုခဲ့ရင်သူမအတွက် Silverman ကိုတပ်ပေးခဲ့မှာပါလို့ပြောပါတယ် Flynn ကဒေါသတကြီးနဲ့ထုတ်တန်းတစ်ခုကချိုးပစ်လိုက်ရာခက်သေးလူနီးပါးဖြစ်သွားပေမဲ့ Wani ကအချိန်မီကယ်တင်လိုက်ပါတယ် Flynn ထွက်ပြေးသွားပြီးနောက်ဟာကသူတို့ကိုကူတာပေးဖို့တခုခုလုံးနိုင်မလားလို့မေးပါတယ် Faber ဟာ Spider ကိုလိုချင်နေတာကသူ့ရဲ့ဗီဇပြောင်းလဲမှုကပိုပြီးတည်ငြိမ်လို့ဖြစ်ကြောင်းဒါကြောင့်သူဟာဒါကိုဖြည့်ရှင်းဖို့တော့ချက်ဖြစ်လာနိုင်ကြောင်း Wani ကရှင်းပြပါတယ်
ဆေးရုံမှာတော့ Robbie ကသူတို့နောက်ကိုလူတွေလွတ်မှာစိုးရိမ်တာကြောင့် Faber နဲ့ Ogden တို့ဟာပြောင်းရွှေ့နေကြပါတယ်။ခဲကသူတို့ကိုရှာတွေ့ပြီး Spider ဟာဘယ်ဖြစ်တယ်လို့မပြောခင်မှာ Flynn ကိုကူညီပါမယ်လို့ကတိတောင်းပါတယ်။အိမ်မှာတော့ Ben ဟာတန်ဆွဲထဲမှာ Janet အတွက်ငွေအချိုးနဲ့ Ruby ရဲ့ဓာတ်ပုံကိုခြံထားခဲ့ပါတယ်။ Ogden တကားဝမှာပေါ်မလာခင်လေးတင်ရုတ်တရက်သူ့ရဲ့ Spider အာယုံခံစားမှုကအချက်ပေးလာပါတယ်။ Ben ကသူ့ကိုတနက်နဲ့ချိန်လိုက်တဲ့အခါ Ogden ကဓာတ်ပုံကိုထုတ်ပြပြီးသူဟာလည်းအခြားတုံမှန်တစ်ယောက်ဖြစ်ခဲ့ကြောင်းဖွင့်ဟလိုက်ပါတယ်။သူ့ရဲ့ဗီဇပြောင်းလဲမှုကြောင့်သူဟာအလွန်လျင်မြန်စွာအိုမင်းရင်ရော်လာတာပါ။ Faber ဟာသူအသက်ရှင်ဖို့နောက်ဆုံးခွင့်ရေးဖြစ်ပြီး Robbie ကသတင်းကိုဖော်ပြလိုက်ရင်သူမရဲ့အသက်မွေးဝမ်းကြောင်းကိုဖျက်ဆီးပစ်လိုက်မယ်လို့ဆိုပါတယ်။ Ben ဟာစစ်ပွဲပြီးနောက်နာမည်ပြောင်းလိုက်တာဖြစ်ပြီးမဟုတ်ရင် Ogden ကသူ့ကိုဒီထက်အများကြီးစောစောရှာတွေ့ခဲ့မှာပါ။ Ogden ကသူ့စီ Spider မျက်နှာဖုံးကိုကမ်းပေးလိုက်စင်မှာ Ben ကအခုအချိန်မှာ Robbie ကိုသူမတားနိုင်တော့ကြောင်းနဲ့မြို့ကနေထွက်ခွာတော့မှာဖြစ်လို့ဒါကိုစိတ်မဝင်စားတော့ကြောင်း Ogden ကိုပြောပါတယ်။ Biden ကသူ့လက်ကိုဆွဲနှုတ်ဆက်ပြီးနှုတ်ဆက်ခဲ့ပေမဲ့ဒါဟာသူ့ကိုစိတ်ငြိမ်စေထိုးဖို့စင်ကြေတက်ပါ။အဲ့ဒီနောက် Ben ကိုပုဂ္ဂလိကတက်ခွဲခန်းတစ်ခုစီခေါ်ဆောင်သွားပြီး Faber နဲ့ Ogden တို့ကသူ့ကိုကုတင်မှာလက်ထိတ်ခတ်ကစမ်းသပ်မှုအချို့ပြုလုပ်ကြပါတယ်။ Ben နိုးလာတဲ့အခါသူတို့ကိုတက်ပစ်မယ်လို့ချိန်ချောက်ပေမဲ့ Faber မယုံပါဘူး။ဒါကစစ်ပွဲအတွင်းသူတတိမိလဲကျသွားပြီးနောက်လက်တစ်ခုထဲမှာနိုးလာခဲ့တဲ့ Ben ရဲ့အတိတ်ကိုပြန်လည်အမှတ်ရစေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကစက်တိုက်လှုပ်ရှားရုံးကန်နေပြီးလက်ကောက်ဝတ်မှာအပေါက်တစ်ခုပေါ်လာခဲ့ပါတယ်။ Ben ဟာအဲ့ဒီထဲကနေပင့်ကူမြင်ကိုဆွဲထုတ်လိုက်ရလို့ထိတ်လန့်သွားခဲ့ပါတယ်။သူပစ္စည်းတွေကိုကင်လိုက်တဲ့အခါလက်မှာကပ်ပါလာပါတယ်။သူ့ခန္ဓာကိုယ်ကစက်တိုက်လှုပ်ရှားရုံးကန်နေပြီးစစ်ဖက်ဆိုင်ရာဆရာဝန်တွေကသူ့အပေါ်စမ်းသပ်မှုပေါင်းများစွာပြုလုပ်ခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူး။ပစ္စုပန်မှာတော့ Faber ကစစ်တပ်ရဲ့စမ်းသပ်ချက်ရလဒ်အားလုံးကိုသူမတွေ့ခဲ့ရကြောင်းဒါပေမဲ့အဲ့ဒီအချိန်ကတည်းကသိပ္ပံပညာကအများကြီးတိုးတက်လာခဲ့ပြီဖြစ်ကြောင်းရှင်းပြပါတယ်။စစ်တပ်ကဗီဇပြောင်းဆက်ကြားတွေကိုလက်နက်အဖြစ်သုံးချင်နေတာဖြစ်ပြီးသူမကတော့သူတို့ကိုကူညီချင်တာမို့စစ်တပ်နဲ့မတူကြောင်းသူမကဆိုက Ogden ဟာသူမရဲ့သားဖြစ်ကြောင်းဖွင့်ဟပါတယ်။ဘယ်အနေနဲ့မြည်သူတဦးတယောက်နဲ့မဆိုဒုတိယအကြိမ်ခွင့်ရေးရဖို့အသေးအတန်မဖြစ်မိဘူးလားလို့မေးတဲ့အခါသူဟာ Ruby ကိုပြန်တွေးမိပါတယ်။ခက်က Flynn နဲ့အတူဒုတိယအကြိမ်အခွင့်အရေးလိုချင်နေတာလို့ Faber ကပြောလိုက်တာကြောင့် Ben ဟာသူတစ္ဆာဖောက်ခံလိုက်ရပြီဆိုတာကိုသတိမမလဲကြခင်မှာသိလိုက်ရပါတော့တယ်။ကျန်တဲ့တနေ့တာလုံးမှာ Faber ကစမ်းသပ်မှုတွေဆက်လုပ်နေပေမဲ့ရလဒ်အားလုံးကပုံမှန်အတိုင်းပါပဲ။ Ben ဟာထွက်ပြေးဖို့သူ့ရဲ့ပင့်ကူမြင်ကိုတုံးကျင်ပေမဲ့သူ့လက်ကောက်ဝတ်တွေကိုပတ်တီးစီးထားပါတယ်။ Ogden ကသူ့စီရေလာပေးတဲ့အခါ Ben က Faber ဟာယူသွတ်နေပြီးသူအသက်ရှင်လျက်အပြင်ထွက်ရမှာမဟုတ်ဘူးလို့ပြောပေမဲ့ Ogden ကမယုံပါဘူး။အဲ့ဒီနောက် Faber ကသူ့ကိုဆေးတစ်ချက်ထိုးပြီးခွဲစိတ်ခန်းစီခေါ်သွားပါတယ်။ရုတ်တရက် Ben ဟာစိတ်အာရုံတွေခြောက်ခြားလာပါတယ်။သူ့ရဲ့မျက်နှာဖုံးကပင့်ကူကြီးတစ်ကောင်ဖြစ်လာပြီးသူ့ပတ်ပတ်လည်မှာစစ်ဖက်ဆိုင်ရာဆရာဝန်တွေပေါ်လာပါတယ်။သူတို့ကသူ့ကိုခွဲစိတ်လိုက်ရာသူ့ခန္ဓာကိုယ်ထဲကနေပင့်ကူအသေးလေးတွေအများကြီးထွက်လာပါတယ်။ပင့်ကူဆက်ကြားကသူ့ကိုထပ်မံကိုက်လိုက်တာကြောင့် Ben ဟာ Ruby ကိုရှာတွေ့တဲ့အထိပြေးခဲ့ပေမဲ့ Ruby ကပင့်ကူဖြစ်သွားပြီးသူ့ကိုလောင်ပြောင်ပါတယ်။ Ben ဟာပင့်ကူတစ်ကောင်လိုသေးငယ်သွားပြီးသူ့ရဲ့ပြစ်တာအားလုံးကနေထွက်ပြေးပြီးတဲ့နောက်ဆုံးမှာရင်ဘတ်မှာခွဲစိတ်ရာတစ်ခုနဲ့အတူအခန်းထဲမှာပြန်နိုးလာပါတယ်။နမူနာအသစ်တွေကြောင့် Faber ဟာနောက်ဆုံးမှာတိုးတက်မှုအချို့ရရှိနေစဉ်မှာ Ben ကပတ်တီးကိုရွှေ့နိုင်တဲ့အထိသူ့လက်ကိုလှုပ်ရှားပါတယ်။အခုတော့သူဟာလက်ထိတ်တော်တွေကိုယူဖို့ပင့်ကူမြင်ပြစ်လွတ်နိုင်ပါပြီ။ဓာတ်ခွဲခန်းထဲမှာ Faber ကဆေးရည်တစ်မျိုးကိုဖန်တီးပြီး Ogden ကိုထိုးပေးလိုက်ရာသူ့ခန္ဓာကိုယ်လှုပ်ရှားရုံးကန်ပြီးနောက်သူ့ရဲ့တကယ်အသက်အရွယ်အတိုင်းပြန်လည်ပြောင်းလဲသွားပါတယ်။သူတို့အောင်ပွဲခံပြီးနောက် Ogden က Ben ကိုပါကုသပေးခြင်းပေမဲ့ Faber ကသူတို့ကိုထောင်ထဲပို့လိုက်မယ်လို့ထင်တာကြောင့်ငြင်းဆန်ပါတယ်။သူမက Ben ကိုတတ်ပြီးသားဖြစ်သူနဲ့အတူထွက်ပြေးချင်နေတာပါ။ Ogden ကသူမရဲ့တနက်ကိုယူပြီးသူကိုယ်တိုင်လုပ်ပါမယ်လို့စေတနာဝန်ထမ်းအဖြစ်ဆိုပါတယ်။အိတ်ခမ်းထဲမှာ Ben ဟာမူးဝေနေပြီးလှုပ်ရှားဖို့ခက်ခဲနေတာကြောင့်အထောက်ပံ့အဖြစ်သူ့ရဲ့ပင့်ကူမြင်တွေကိုသုံးပါတယ်။စင်ကြံလန်းစီရောက်တဲ့အခါသူ့ကို Ogden ကတွေ့သွားပြီးတနက်နဲ့ချိန်ကသဘောတူညီချက်တစ်ခုကမ်းလှမ်းပါတယ်။သူ့အမေကိုနာကျင်အောင်မလုပ်ဘူးလို့ကတိပေးရင်သူ့ကိုလွှတ်ပေးမယ်လို့ဆိုပါတယ်။ Ben ကသဘောတူပြီးသူတို့တက်လေကားစီးကြပါတယ်။အပြင်မှာတော့ Silverman နဲ့သူ့လူတွေရောက်လာကြပါတယ်။ Lonnie ကအရှိတကားကိုဆွဲဖြတ်ပစ်လိုက်ပြီးအုပ်စုကတက်လေကားစီးသွားပါတယ်။ကံကောင်းထောက်မှစွာပဲ Ben ရဲ့ Spiderအာယုံခံစားမှုကသတိပေးတာကြောင့်သူဟာ Ogden နဲ့အတူမျက်နှာကျက်ပေါ်မှာပုံနေလိုက်ပါတယ်။တွေးတဆက်ကအဲ့ဒီလူရဲ့သတင်းစာပေါ်ကျသွားပေမဲ့သူတို့သတိမထားမိပါဘူး။အုပ်စုကတက်လေကားထဲကထွက်သွားပြီးနောက်သူတို့နှစ်ဦးအောက်ကိုဆင်းလာပြီး Ben ရဲ့တန်ရာပွင့်သွားတာကို Ogden ကသတိပြုမိပေမဲ့ Ben ကသူ့အဆင်ပြေပါတယ်လို့ကြိမ်ဆိုပါတယ်။အဲ့ဒီနောက် Ogden က Ben ကိုနောက်ဖေးတကားကိုပြသပေမဲ့အတူလိုက်ဖို့ညှင်းဆန်ပါတယ်။သူ Silverman ရဲ့လူတွေကိုမနိုင်မှန်းသိပေမဲ့သူ့အမေကိုတယောက်တည်းထားခဲ့လို့မရပါဘူး။ဓာတ်ခွဲခန်းထဲမှာ Faber ဟာဖြည့်ဆေးကိုပလင်းထဲထည့်လို့အပြီးမှာပဲဂိုင်းသားတွေကသူမကိုရှာတွေ့သွားပြီး Robbie ရဲ့နောက်ဆုံးဆောင်းပါးကိုပြကြပါတယ်။ Faber ကသူတို့ရဲ့ဗီဇပြောင်းလဲမှုကိုမြန်ဆန်စေခဲ့တာကြောင့်သူတို့ဟာကာစီကလဲစားချေဖို့စာလောင်နေကြပေမဲ့ Selling ကတော့တရဝါတွေပေါ်ပိုပြီးစိတ်ဝင်စားနေပါတယ်။ဒါကြောင့် Faber ကသူတို့ကိုသူမရဲ့အခြားဓာတ်ခွဲခန်းစီခေါ်သွားဖို့သဘောတူလိုက်ပါတယ်။သူမဆက်သွယ်ခဲ့တဲ့အခြားတုံ့ပန်းဟောင်းတွေကတော့စိတ်မကောင်းစရာပဲသူတို့ရဲ့ဗီဇပြောင်းလဲမှုတွေကြောင့်တေဆုံးခဲ့ကြရပါအခုတော့ Faber ကသူတို့ရဲ့ရုပ်အလောင်းတွေကိုဖန်ပလင်းတွေထဲမှာတင်စားထားပါတယ်။ Faber ကသူတို့ကိုကူညီနိုင်ပါတယ်လို့အုပ်စုကိုစီယုံဖို့ကြိုးစားပါတယ်။အမျိုးသားတွေကသူမကိုမယုံပဲသူတို့ရဲ့ရဲဘော်တွေကိုတတ်ခဲ့တယ်လို့ဆွဆွဲကြပါတယ်။ဒါကြောင့် Dirk ကသူမကိုလျှက်စစ်ရှော့တိုက်လိုက်ပါတယ်။ရုတ်တရက် Ogden ကတနက်နဲ့ပစ်ခတ်ပြီး Dirk ရဲ့ပခုံးကိုထိမှန်စေပေမဲ့ Flynn ကသူ့ကိုတားဖို့ထိုးနှက်လိုက်ပါတယ်။သူ့ကိုအနီးကပ်မြင်လိုက်ရတာကအခန်းတွေထဲက Ogden ကိုပြန်မှတ်မိစေဖို့ကူညီပေးပါတယ်။အဲ့ဒီနောက် Dirk က Ogden ရော Faber ပါနှစ်ယောက်စလုံးကိုလျှက်စစ်ရှော့တိုက်လိုက်ပြ။ Flynn ကသူ့ကိုရပ်ဖို့တောင်းဆိုတာကြောင့် Lonnie ကသူ့ကိုနောက်သို့ဆွဲခေါ်သွားပါတယ်။တနက်ကဖိတ်စင်နေတဲ့ရေနံတွေပေါ်ကျသွားပြီး Dirk ရဲ့လျှက်စစ်တအားထိမှန်ရာကနေမိစတင်လောင်ကျွမ်းပါတယ်။ Silverman ကဒီမှာစိတ်ဝင်စားစရာဘာမှမရှိဘူးလို့ကြေညာပြီး Faber နဲ့ Ogden တို့လဲကျနေစဉ်မှာလူတွေနဲ့အတူထွက်ခွာသွားပါတယ်။တစ်ချိန်တည်းမှာပဲ Ben ဟာသူ့ရဲ့အဝတ်စားတွေနဲ့နမူနာတွေကိုယူဖို့အဓိကဓာတ်ခွဲခန်းစီပြန်လာပါတယ်။အပြင်မှာသူလူမိုက်နှစ်ယောက်ကိုတွေ့ပြီးဓာတ်ခွဲခန်းပောက်ကွဲတာကြောင့်သူတို့အာယုံပြောင်းသွားတဲ့အချိန်ထိစောင့်ကဘေးကင်းစွာထွက်ပြေးခဲ့ပါတယ်။ဂိုင်းသားတွေဟာဒီထက်ကြီးမားတဲ့ပောက်ကွဲမှုတစ်ခုကအဆောက်အုံတစ်ခုလုံးကိုဖြိုချမပစ်ခင်မှာပဲသူတို့ရဲ့ကားတွေနဲ့မကြခင်ထွက်ခွာသွားကြပါတယ်။အနီးအနားမှာ Ben ကသူ့လက်ဖြည့်ဆေးကိုယူခဲ့ကြောင်းဖွင့်ဟလိုက်ပါတယ်။
ရက်အနှဲငယ်ကြာမှာ Dirk နဲ့ Flynn တို့ဟာမြို့တော်ဝင်ရဲ့မဲဆွယ်စည်းရုံးရေးရုံးခန်းစီသွားကြပါတယ်။သူတို့နှစ်ဦးကအတွင်းရေးမှူးကိုငွေခန်းစီခေါ်သွားဖို့မတိုက်တွန်းခင်မှာ Dirk ကရဲနှစ်ယောက်ကိုလျှက်စစ်ရှော့တိုက်လိုက်ပါတယ်။အမျိုးသားတွေကအိတ်ချို့ကိုဆွဲယူပြီးသူတို့ရှာတွေ့သမျှငွေသားအလုံးကိုလွှင့်ပစ်လိုက်ကြပါတယ်။ Doffer ကစွန့်ပစ်ထားတဲ့အရှုပ်ထွေးကိုတွေ့တဲ့အခါဒါဟာဘယ်လိုဖြစ်နိုင်လဲလို့ရဲချုပ်ကိုမေးပါတယ်။ရဲချုပ်ကသူ့ရဲ့တာမန်လူတွေဟာစူပါပါဝါရှိတဲ့ရာဇဝတ်ကောင်တွေကိုမတိုက်ခိုက်နိုင်ကြောင်းသူ့ကိုသတိပေးပါတယ်။တကယ်တော့ Spider မရှိဘဲသူရဲရာရှိအချို့ဆုံးရှုံးခဲ့ရပါတယ်။ရဲချုပ်က Alfred ပြန်လည်ရွေးကောက်ခံရလိမ့်မယ်လို့မယုံကြည်ပါဘူး။ရုံးခန်းမှာက Janet ကို Vinci ကသတင်းကြားရလားလို့မေးပါတယ်။အကြောင်းကတော့သူတို့ရဲ့ခရီးစဉ်အတွက်သူပေါ်မလာခဲ့လို့ပါ။ Janet ကဘာမှမသိဘဲစုံစမ်းဖို့ Robbie စီဖုန်းခေါ်ဖို့ကြိုးစားပါတယ်။တစ်ချိန်တည်းမှာပဲ Ben ဟာသူတစ္ဆာဖောက်ခံရတာကိုမေ့ပြောက်ဖို့ဘာတစ်ခုမှအရက်တောက်နေပါတယ်။သူဖြေဆေးကိုတောက်တင်သလားလို့စက်တိုက်တွေးတောနေပေမဲ့သူမတေချာပါဘူး။အမျိုးသားတစုဘားကိုအရက်တောက်ဖို့ရောက်လာတဲ့အခါ Ben ကသူတို့ Spider ကိုလှောင်ပြောင်းတာကိုကြားရပြီးဒေါသထွက်သွားပါတယ်။သူကသူတို့ကို Spider ဟာဝမ်းနီတက်မောပန်းတက်တဲ့အခြားလူတွေလိုပဲလူတစ်ယောက်ပါလို့အော်ဟစ်ပြောဆိုပေမဲ့အုပ်စုကသူ့ကိုရေမောကြပါတယ်။ဘက်အပြင်ထွက်ပြီးသူ့မျက်နှာဖုံးကိုစွတ်ကာစူညံနေတဲ့အမျိုးသားတွေကိုတိုက်ခိုက်ဖို့အတွင်းထဲကိုပြန်ဝင်လာပါတယ်။သူအလွန်မူးဝေပြီးအရက်မူးနေပေမဲ့ Ben ဟာလက်သီးပင်ကူမြင်တဲ့ကန်ချက်တွေကိုပေါင်းဆက်ပြီးလူအလုံးကိုတစ်ချိန်တည်းမှာတိုက်ခိုက်နိုင်ခဲ့ပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲအမျိုးသားအလုံးပင်ကူမြင်တွေထဲမှာပိတ်မိသွားကြပါတယ်။ Robbie ရောက်လာချိန်မှာ Ben ဟာပြန်ပြီးအရက်တောက်နေပါပြီ။သူဖြတ်ဆေးတောက်တော့မယ်လို့ကြေညာတဲ့အခါ Robbie ကပလင်းကိုလူယူပြီးဒါဟာ Ben တကယ်အလိုရှိတာဆိုရင်သူတောက်ပြီးလောက်ပြီလို့ထောက်ပြပါတယ်။အမျိုးသားတွေအတူတူထွက်ခွာသွားကြပြီး Ben ကသူ့တငယ်ချင်းကိုခဲရဲတစ္ဆာဖောက်မှုအကြောင်းပြောပြပါတယ်။ Robbie က Ben အနေနဲ့ကျန်တဲ့နယူးယောက်အတွက်ဟီးရိုးတစ်ယောက်ဖြစ်ပေးဖို့လိုအပ်နေသေးတယ်လို့ထင်မြင်ပြီး Lonnie လိုအမျိုးသားတွေဟာသူ့လိုပဲစစ်သားတွေဖြစ်ပြီးမကြခင်တည်ဆုံးတော့မှာဖြစ်ကြောင်းသတိပေးပါတယ်။ Ben ဟာ Robert ဖမ်းဆီးခံရတာကိုမသိခဲ့လို့သူမကိုမကယ်တင်နိုင်ခဲ့တာဖြစ်ပေမဲ့အခုတော့သူပြဿနာကိုသိနေပြီဖြစ်လို့ရွေးချယ်မှုပြုလုပ်နိုင်ပါပြီ။အဲ့ဒီနောက် Robbie က Ben ကိုရုံးခန်းစီခေါ်သွားပြီး Ben ဟာအလွန်မူးနေတာကြောင့် Janet ကိုသူက Spider ဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့ Janet ကမအံ့ဩပါဘူး။အကြောင်းကတော့သူရက်မူးတိုင်းဒါကိုလုပ်လို့ရှိပြီးနောက်တစ်နေ့မှာဘာမှမမှတ်မိတော့လို့ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ Flynn ကခက်စီလာရောက်လေပတ်ပြီးကသူမသူ့ကိုဘလောက်ချစ်ကြောင်းသတိပေးကအတူရှိဖို့တောင်းဆိုပါတယ်။ဒါပေမဲ့ Flynn ကသူတက်ခွဲခန်းထဲကတတဝါတွေလိုပဲလမ်းဆုံးရမှာကိုသိတာကြောင့်သူမကိုသူ့မရှိပဲရှေ့ဆက်စေချင်ပါတယ်။ Ben တက်တာလာတဲ့အခါသူဟာဖြည့်ဆေးကိုဆေးထိုးပြုံနေတဲ့ခွဲထည့်ပြီးသူ့ကိုယ်သူမကူတာခင်အခြားဆက်ကြားတွေကိုအရင်ကူတာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ Silverman ရဲ့ကိုင်းဟာ Harlan ကရဲကုံလောင်ရုံတစ်ခုကိုစီးနင်းနေပြီးရဲတွေကဘာမှမလုပ်ဘဲနေကြောင်းရေဒီယိုကနေကြားရပါတယ်။ Ronnie က Lonnie စီတွားရောက်စကားပြောပြီးသူဘာကြောင့်ဒါကိုလုပ်နေရတာလဲလို့မေးပါတယ်။ Lonnie က Silver ဟာသူ့ကိုအမိုးအကာနဲ့အစားအစာပေးခဲ့ပြီးဒါဟာသူနှစ်ပေါင်းများစွာမရရှိခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါဟာသူမသေးခင်မှာရှိတဲ့ခုရဲသောရည်ရွယ်ချက်ပါပဲ။ Ronnie ကစွပြောတဲ့အခါ Lonnie ကသူ့ကိုအော်ဟစ်လိုက်ပါတယ်။ရုတ်တရက် Spider Lonnie ကိုလဲကျသွားအောင်လုပ်ပြီးသူတို့ကူညီချင်းယုံတင်ပါလို့ရှင်းပြပေမဲ့ Lonnie ကဂယုမစိုက်ပဲ Spider သူ့စီပြစ်လွတ်လိုက်တဲ့ပင့်ကူမြင်ကိုအလျင်အမြန်ဖျက်ဆီးပစ်ပါတယ်။တိုက်ပွဲတစ်ခုဖြစ်ပွားပြီး Spider ကအိုက်မခံရအောင်အလျင်အမြန်လှုပ်ရှားကအပြန်အလှန်အနေနဲ့ပစ္စည်းအချို့ကိုလွှင့်ပစ်ပါတယ်။ဒါတွေအားလုံးကအာယုံပြောင်းတာပါ။အခွင့်အရေးရတာနဲ့ Spider Lonnie ကိုဖြည့်ဆေးထိုးဖို့ကြိုးစားပါတယ်။ကန်ဆိုးစွာပဲသူ့ရဲ့အရေးပြားကအလွန်မာကြောတာကြောင့်အကျိုးသွားပြီး Lonnie က Spider ကိုကားစီးပေါ်လွှင့်ပစ်လိုက်ပါတယ်။ Spider နောက်ထပ်အတစ်ချောင်းထုတ်ဖို့ကြိုးစားတဲ့အခါသူ့လက်ထဲကနေပြုတ်ကျသွားပါတယ်။ Lonnie ကအသေးသက်မဲ့အချက်ကိုပေးဖို့ပြင်ဆင်နေစဉ်မှာ Robbie ကအကိုကောက်ယူပြီး Lonnie ရဲ့မျက်လုံးကိုထိုးကာဆေးထိုးလိုက်ပါတယ်။ Lonnie ဟာနာကျင်စွာအော်ဟစ်ရင်းဒူးထောက်လဲကျသွားပြီးသူ့ရဲ့အရေးပြားဟာပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ရဲတွေကဒါကိုသတိပြုမိပြီးကလဲစားချေဖို့လုပ်ကြပေမဲ့ Spider ကသူ့ရဲ့ပင့်ကူမြင်ကိုအလျင်အမြန်သုံးပြီးသူတို့အားလုံးကိုလဲကျသွားစေပါတယ်။ကံမကောင်းစွာပဲသူ့ရဲ့ပါဝါတွေကရုတ်တရက်အလုံးမလုံးတော့ပဲရဲတွေက Spider ကိုဝိုင်းပြီးရိုက်နှက်ကြပါတယ်။ Lonnie ကအပြေးလွှားလာပြီးရဲရရှိအချို့ကိုထိုးနှက်က Spider ကိုဆွဲထုတ်လိုက်ပါတယ်။အဲ့ဒီနောက်သူတို့ဟာထွက်ပြေးဖို့ Robbie နဲ့အတူကားထဲကိုဝင်ကြပါတယ်။အဲ့ဒီညမှာ Silverman ရဲ့လူမိုက်တွေကဆေးထိုးပြုံအလွတ်ကိုရှာတွေ့ပြီးရဲတွေကတိုးနေတဲ့အကိုရှာတွေ့ပါတယ်။မကြခင်မှာပဲကုထုံးသတင်းဟာ Silverman နဲ့ Alfred စီရောက်ရှိသွားပြီးသူတို့ဦးစလုံးက Ben ရဲ့အကူအညီကိုတောင်းခံကြပါတယ်။တစ်ချိန်တည်းမှာပဲ Lonnie က Robbie ကိုအကူအညီအတွက်ကျေးဇူးတင်ပြီးဘဝသစ္စာတင်ဖို့သူ့အမိနဲ့အတူနိုင်ငံကနေထွက်ခွာတော့မှာဖြစ်ကြောင်းရှင်းပြပါတယ်။ပြဆက်ယုံမှာ Cat ဟာ Janet နဲ့တွေ့ဆုံပြီး Janet ကသူမရဲ့သစ္စာဖောက်မှုအတွက်သူမကိုပါနှစ်ချက်ရိုက်လိုက်ပါတယ်။ Janet ကသူမအမှားလုပ်ခဲ့တယ်လို့ဝန်ခံပြီး Flynn နဲ့ Toto ကိုသူမကိုယ်တိုင်ဆေးထိုးပေးပြီးအစားပေးပါမယ်လို့ကမ်းလှမ်းပါတယ်။ Janet ရုံးခန်းကိုပြန်ရောက်တဲ့အခါသူမရဲ့ရဲတငယ်ချင်းကဖုန်းဆက်ပြီးမြို့ထဲကရဲတိုင်းပန်းကိုလိုက်ရှာနေကြောင်းအကြောင်းကြားပါတယ်။ Janet ဟာ Silverman ရဲ့လူမိုက်တွေသူမနောက်ကိုလိုက်နေတာကိုမသိပဲသူမရဲ့ boss ကိုရှာဖို့ရုံးခန်းကနေထွက်ခွာသွားပါတယ်။ Robbie ရဲ့အိမ်မှာ Janet က Ben ကိုခဲရဲ့ကမ်းလှမ်းမှုအကြောင်းပြောပြပါတယ်။သူမကိုယုံကြည်သင့်မလားဆိုတာသူတို့ဆွေးနွေးနေစဉ်မှာ Flynn နဲ့ Toto ကတိုက်ခန်းထဲဝင်လာပြီး Silverman ကသူ့ကိုတွေ့ချင်နေကြောင်း Ben ကိုပြောပါတယ်။ Robbie ကဝတ်ထားတဲ့ဖြည့်ဆေးတွေပါတဲ့သူ့ရဲ့ကုတ်အင်ဂျီကိုမကမ်းပေးနိုင်ခင်မှာပဲလူမိုက်တွေက Ben ကိုဆွဲခေါ်သွားကြပါတယ်။ကလပ်မှာတော့ Silverman က Ben ကို Spider စီဖုန်းခေါ်ဖို့တောင်းဆိုပါတယ်။ Ben ဟာ Robbie စီဖုန်းခေါ်ပြီး Silverman စီဖုန်းမလွှဲခင်မှာ Spider အဖြစ်ဟန်ဆောင်ပေးဖို့တော့ချက်စကလုံးတွေကိုသုံးပြီးတောင်းဆိုပါတယ်။အဲ့ဒီနောက်သူတို့သဘောတူညီချက်တစ်ခုပြုလုပ်ကြပါတယ်။ Spider ကကလပ်စီဖြည့်ဆေးကိုယူဆောင်လာပါလိမ့်မယ်။ဒါပေမဲ့ Silver ကပစ္စည်းမရောက်မချင်း Ben ကိုလွှတ်မပေးပါဘူး။ Ben နဲ့Silver တို့စကားပြောရင်းအရက်တောက်နေစဉ်မှာ Dirk ဟာ Ben ကဂျာမန်သိပ္ပံပညာရှင်တွေရန်ကနေသူတို့အုပ်စုကိုကယ်တင်ခဲ့တဲ့လူဖြစ်နေတာကိုရိပ်မိသွားပါတယ်။ Ben ကညှင်းဆိုပေမဲ့ Flynn ကထောက်ခံပါတယ်။ Silver က Ben ဟာ Spider ဖြစ်နေမလားလို့စတင်တွေးတောလာပြီးသူ့ကိုတားဆီးဖို့ Spider တစ်ယောက်တည်းသာလင်မြန်တာကြောင့် Cat ကိုတနက်နဲ့ပစ်မယ်လို့ချိန်ချောက်ပါတယ်။စပွဲအောက်မှာ Ben ဟာသူ့လက်ကိုလှုပ်ရှားပေမဲ့ပင့်ကူမြင်ကထွက်မလာပါဘူး။ Silverman ကိုအာယုံပြောင်းဖို့အတွက် Cat က Ben ဟာသူ့နှလုံးသားကိုခွဲစေခဲ့လို့သူမကိုကဲမမဟုတ်ဘူးလို့ပြောပါတယ်။သူမက Flynn ကိုချစ်နေတာဖြစ်ပြီး Ben ကိုသူမရဲ့ပန်းတိုင်တွေအတွက်သုံးခဲ့ယုံတင်ပါတယ်။မူသားအားလုံးကိုငွေလာတာကြောင့် Cat ကသူမဟာတကယ်သစ္စာဖောက်ဖြစ်ကြောင်းလဲဝန်ခံလိုက်ပါတယ်။ဒေါသထွက်နေတဲ့ Silverman ကသူမကိုပြစ်တော့မဲ့အချိန်မှာပဲရုတ်တရက် Robbie ဟာ Spider လိုဝတ်ဆင်ပြီးပေါ်လာပါတယ်။ Silverman က
Spider ကိုသူ့ကိုင်းထဲဝင်ဖို့စိတ်လှုပ်ရှားစွာမေးနေစဉ်မှာခက်ကတနက်ကိုခိုးယူလိုက်ပါတယ် Robbie ကညှင်းဆင်ပြီးအုပ်စုကိုတိုက်ခိုက်ချင်ပေမဲ့ Ben ကဒါကိုသူမနိုင်မှန်းသိတာကြောင့်အကာအကွယ်အနေနဲ့ Silver ပြောတာကိုနားထောင်ဖို့သူ့ကိုစီးယုံပါတယ်အဲ့ဒီအချိန်မှာလူမိုက်နှစ်ယောက်ကအပြင်မှာဆေးထိုးပြုံတွေနဲ့စောင့်နေတာကိုသူတို့ရှာတွေ့ခဲ့တဲ့ဂျန်တကိုခေါ်ပြီးဝင်လာကြပါတယ် Dirk ကချက်ချင်းပဲအဲ့ဒီဆေးပြုံတွေကိုဆွဲယူပြီး Robbie ကိုထိုးလိုက်ပါတယ်အဲ့ဒီနောက်သူ့ကိုလျှက်စစ် shot တိုက်လိုက်ပါတယ်တိတာထင်ရှားစွာပဲ Robbie တတိမိသွားပြီး Dirk ကဒါဟာဖြည့်ဆေးအလုပ်လုပ်တဲ့တက်တဲ့အဖြစ်မြင်ပါတယ် Silverman ကဆေးထိုးပြုံတွေကိုတောင်းတဲ့အခါ Dirk က Silver ဟာသူ့ကိုရော Flint ကိုပါထိန်းချုပ်ဖို့ဒါတွေကိုလိုချင်နေတာကိုသိတာကြောင့်တွဲမပေးပဲညှင်းဆင်ပါတယ် Silverman က Flint ကိုဖြည့်ဆေးကိုပြန်ယူဖို့အမိန့်ပေးပါတယ်ဒါပေမဲ့ Dirk ကသူတို့ကပိုပြီးအကောင်းတာကြောင့် Silverman ကိုနာခံဖို့မလိုဘူးလို့ဆိုပါတယ် Flint ကခတ်ပေါ် Silverman ရဲ့ချင်းချောက်မှုအတွက်ဒေါသထွက်နေစေဖြစ်တာကြောင့်သူ့ကိုတစ္ဆာဖောက်ဖို့သဘောတူလိုက်ပါတယ်အဲ့ဒီနောက် Flint နဲ့ Dirk တို့က Spider ရဲ့မျက်နှာဖုံးကိုခွာလိုက်ရ Robbie ရဲ့မျက်နှာကိုတွေ့ရပါတယ်အဲ့ဒီအချိန်မှာပဲ Ben ဟာနောက်ဆုံးမှာသူ့ရဲ့ပင့်ကူမြင်ကိုအလုတ်လုတ်စေပြီးဆေးထိုးပြုံတွေကိုယူဖို့တုံးလိုက်ပါတော့တယ်သူက Flint ကိုနေရံမှာကတ်ထားလိုက်ပြီး Dirk ကိုစပွဲပေါ်လွှင့်ပစ်လိုက်ပါတယ် Silver နဲ့လူမိုက်တွေကတနက်နဲ့ပစ်ခတ်တာကြောင့်ခါကပြန်လဲပစ်ခတ်ပြီး Silverman ကအဲ့ဒီအာယုံပြောင်းမှုကိုတုံးပြီးထွက်ပြေးသွားပါတယ် Ben ကလူမိုက်တွေကိုလည်းပင့်ကူမြင်နဲ့ပစ်ပြီးနောက်သူတို့ကိုလဲကျသွားအောင်ခုံဝင်တိုက်ခိုက်ပါတယ်ကန်ဆိုးစွာပဲ Dirk နဲ့ Flint တို့ကသူ့နောက်ကိုလိုက်လာပြီးသူတို့ရဲ့ပါဝါတွေနဲ့သူ့ကိုပြင်းထန်စွာနာကျင်အောင်လုပ်ပြီးဘားရဲ့နောက်ွယ်ကိုလွှင့်ပစ်လိုက်ပါတယ်Robbie အဆင်ပြေတာကိုအတီးပြုတ်ပြီးနောက် Spider ဟာသူ့ရဲ့ဝတ်စုံကိုပြန်ယူပြီး Flint နဲ့ Dirk တို့ကိုပြန်လဲတိုက်ခိုက်ပါတယ်သူတို့အပြန်လန်အနေငယ်ရိုက်နှက်ကြပြီးနောက်သူတို့နှစ်ဦးကသူ့ကိုပတင်းပေါက်ကနေလမ်းပေါ်စီလွှင့်ပစ်လိုက်ပါတယ်ကားတစ်စီးကသူ့ကိုတိုက်မိလူနီးပါးဖြစ်သွားပေမဲ့သူကပင့်ကူမြင်နဲ့လွှဲခိုထွက်ခွာသွားပါတယ်အဲ့ဒီနောက် Spider ဟာမောင်းနေတဲ့ကားတစ်စီးပေါ်ခုန်တက်ရာ Flint ကသူ့ရဲ့အံ့ဩဖွယ်အနေရဖြစ်တဲ့အာအင်နဲ့ချေမော့ဖြစ်ပါတယ် Spider ဟာတိုက်ပွဲထဲပြန်ဝင်ဖို့ထပ်မံခုန်ရပြန်ပြီးနောက်ထပ်အကြိမ်အချို့အိုက်ခံရပြီးနောက်သူဟာကြော်ညာဆိုင်ဘုတ်တစ်ခုပေါ်မှာသူ့ရဲ့ပင့်ကူမြင်ကိုတုံးလိုက်ပါတယ် Dirk ကသူ့ကိုဆွဲကင်ထားတာကြောင့်သူလည်းလိုက်ပါဆွဲခေါ်ခြင်းခံရပြီးပောက်ကွဲမှုကြောင့်သူတို့ကျမ်းပြင်ပေါ်ကျသွားပါတယ်ဆိုင်ဘုတ်ရဲ့လျှက်စစ်တက်လိုက်မှုကြောင့် Dirk ရဲ့ပါဝါတွေပြပြသွားပါတယ်တစ်ချိန်တည်းမှာပဲခါဟာ Silver နောက်ကိုသူ့ရဲ့ရတနာခန်းအထိလိုက်သွားပါတယ်သူတို့ပတ်လည်မှာမှန်တွေအများကြီးရှိနေတာကြောင့်သူမဟာရောင်ပြန်ပုံရိပ်အမျိုးမျိုးကိုကြီးစံတွေဖြုံTV ပြစ်နေပုံရပါတယ်နောက်ဆုံးမှာမှန်အားလုံးကျကွဲသွားပြီး Silverman ပေါ်လာပါတယ်ဒါကြောင့်ခါဟာနောက်ဆုံးမှာသူ့ကိုတပ်ပစ်နိုင်ခဲ့ပါတယ်လမ်းပေါ်မှာတော့ Flint ဟာ Spider နောက်ကိုလိုက်လာပြီး Spider ကကားနှစ်စီးနဲ့သူ့ကိုတိုက်မိအောင်သူ့ရဲ့ပင့်ကူမြင်ကိုတုံးကသူ့ကိုတဲတန်းတန်းအဖြစ်ချေမှုပစ်ပါတယ်ဒါပေမဲ့ Flint ကသူ့ခန္ဓာကိုယ်ကိုအတော်လေးလျင်မြန်စွာပြန်လည်တိဆောက်ပြီး Spider ကိုထပ်မံဝိုင်းရိုက်ပါတော့တယ်အဲ့ဒီအချိန်မှာ Dirk ပြန်လည်တက်တာလာပြီးသူ့ကိုစက်တိုက်လျှက်စစ်နဲ့တို့နေပါတယ်သူ့မျက်နှာဖုံးတစ်ဝက်ကျိုးပဲလျက် Spider ဟာဗီဇပြောင်းလဲသူနှစ်ဦးကိုလှောင်ပြောင်နေတဲ့လူအုပ်ကြီးရဲ့ရှေ့မှာကျမ်းပြင်ပေါ်မှာလှုပ်ရှားရုန်းကန်နေရပါDirk က Spider ကိုတတ်တော့မဲ့အချိန်မှာခတ်ပေါ်လာပြီးသူ့ကိုပစ်ဖို့ကြိုးစားပေမဲ့ကြီးစံကုန်နေပါတယ် Dirk ကသူမကိုလျှက်စစ်နဲ့ပစ်ချလိုက်ရာဒါက Flint ကိုအလွန်ဒေါသထွက်စေပါတယ်ဗီဇပြောင်းလဲသူတွေဟာတယောက်နဲ့တယောက်ပြန်လဲတိုက်ခိုက်ကြပြီး Dirk ရဲ့ပါဝါက Flint ကိုတကယ်ပဲနာကျင်စေနိုင်တာကြောင့် Flint ရဲ့လက်နှစ်ဖက်စလုံးဆုံးရှုံးသွားပါတယ် Spider က Dirk ရဲ့ကြောဘက်စီသူ့ရဲ့ပင့်ကူမြင်တွေပြစ်လွတ်ပြီးလျှက်စစ် shot အတိုက်ခံရပေမဲ့သူလက်မလျှော့ပဲယထာလမ်းကြောင်းပေါ်စီ Dirk ကိုလွှင့်ပစ်လိုက်ရာယထာကသူ့ကိုကြိတ်မိပြီးနောက်ဆုံးမှာသူ့ကိုတပ်ပစ်လိုက်ပါတော့တယ်လူအုပ်ကြီးကအော်ဟစ်အားပေးနေစဉ်မှာ Spider ကခတ်ကိုနောက်ဆုံးဆေးထိုးပြုံကိုပေးခဲ့ပြီးထွက်ခွာသွားပါတယ်အတော်ကြာပြီးနောက် Ben ဟာ Silverman ရဲ့ဇာပနာကိုတက်ရောက်ပြီးကုသမှုခံယူပြီးသွားတဲ့ Flint နဲ့အတူခတ်ကိုတွေ့ရပါတယ်ခတ်ကသူမ Flint ကိုချစ်တာမှန်ပေမဲ့သူသားမရှိခဲ့ရင် Ben နဲ့အတူရှိမှာပါလို့ပြောပါတယ်ဒါပေမဲ့ Ben ကသူမသူ့ကိုတုံးခဲ့တာကြောင့်စိတ်ဆိုးနေစေဖြစ်တာကြောင့်သူမကသူ့ကိုစော်ကားပြီးထွက်ခွာသွားပါတယ်နောက်ပိုင်းမှာ Alfred ပြန်လဲရွေးကောက်ခံရပြီး Robbie ဟာ Harlem Herald ရဲ့ခေါင်းဆောင်ဖြစ်လာပါတယ် Ben နဲ့ Janet တို့ဟာလုပ်ငန်းမှာပါတနာတွေအဖြစ်အခုရုံးခန်းကိုပြန်လဲဖွင့်လှစ်လိုက်ကြပါတယ်